ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးအတွက်ဒီကနေ့မှာတော့စာရေးသူခွန်သားချိုရေးသားထားတဲ့ညငှက်ဆိုတဲ့ဇလန်လေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ပရိသတ်များရှင်ဇလန်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနား notification လေးနှိပ်သွားပြီးအားပေးခဲ့ဖို့မမေ့ပါနဲ့နော်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့ရဲ့ဇလန်လေးကိုအခုပဲစတင်လိုက်ရအောင်ပါစာရေးသူခွန်သားချိုညငှက်အဝိမပါပဲနိုးထားရတဲ့မနက်ခင်းတွေကိုစင်မမုံပါတယ်ဘဝလှမလို့နဲ့ဟိုအောက်ဆုံးထိရောက်ခဲ့ရတာကိုလေစင်မမုံတယ်အနာဂတ်တွေကြောင့်တွေးမိတိုင်းစင်မကိုစင်မမုံတယ်ဟုတ်တယ်စင်မဆိုတဲ့အလှပကေဟာတချင်းကလူတကာနှုတ်ဖျားမှာရေပန်းစားခဲ့သူပါငယ်ရွယ်မှုမလို့ရအတုံးချမိခဲ့ခြင်းကြောင့်စင်မဒီဘဝကိုရှောင်လာရခြင်းဖြစ်ပါတယ်စင်မကတဦးသီးသောသမီးဖြစ်ပြီးပူပင်ကြောင်းကြမှုဆိုတာဘာလဲမသိအောင်ချီးပြင်းခဲ့ရတယ်အဲ့လိုလူလေသိမရှိအောင်နေခဲ့ရတာကြောင့်လူတဘာဝလူစိတ်ကိုစင်မနားမလည်ခဲ့အောင်အထူးသဖြင့်ယောက်ျားတွေရဲ့စိတ်ကိုစင်မနားမလည်ခဲ့တာပါနေဝင်ချိန်မှာရုန်းကန်ရပြီးနေထွက်ချိန်မှာအိမ်မောကြလေရှိရဲ့ညငယ်အဲ့ရပေါ်မှာစင်မဆင်းလာလိုက်တယ်သူဘေးမှာအိမ်နေယောက်ျားကိုသူလည်းမသိဖို့လည်းမလိုအပ်ခဲ့ပါဘူးများပြားလာတဲ့လူပောင်ဝင်းကျင်နဲ့ရမတ်စောကြောင့်ရှင်သန်နေသူတွေရှိနေလျက်ပဲစင်မအတွက်ငွေကိုရှာနိုင်တယ်ဒီငွေကိုလည်းစင်မမပိုင်ရစင်မမှာသူပိုင်ဆိုင်တာဆိုလို့သူ့ရဲ့ခန္ဓာကိုယ်တော်သူမမပိုင်သူ့ရဲ့ပစ္စုပန်အနာဂတ်တို့လည်းသူမပိုင်သူပိုင်တာဆိုလို့သူမတွေးကျင်တော့တဲ့သူ့ရဲ့အတိတ်ကိုကျော်နဲ့သူမရဲ့ပျော်ရွှင်စရာအတိတ်တို့မျက်နှာသေးကိုလည်းတန်းစင်ပြီးအဲ့ရဘေးကိုစင်မပြန်လာတယ်စင်မမသိတဲ့သစိမ်းယောက်ျားလည်းနိုးနေပါပြီချတိတ်နိုးနေပြီလားကိုပင်မမိအိပ်ပျော်သွားတယ်စင်မပြန်မပြောပဲရန်နာနဲ့အပြင်ကိုငေးနေတယ်အဲ့ဒီချိန်ကသူ့အတွက်အိတ်တန်းဝင်ချိန်ဆိုပေမဲ့တခြားသောသူတွေအတွက်ကတော့ဒီချိန်ကနေသစ်စားချိန်သစိမ်းအမျိုးသားသူ့ပတ်စံအိတ်ထဲကပတ်စံအုပ်တချို့ထုတ်ခါစင်မအနောက်ကိုကတ်လာတယ်စင်မရဲ့လေတိုင်းတွေကိုငုံငါနှာသေးပြားနဲ့ပုတ်တက်နေပါတယ်ယူလာတဲ့ငွေတွေကိုစင်မခါကနေသွဲဖက်ပြီးစင်မလက်ထဲကိုထည့်ပေးတယ်စင်မလည်းငွေရဲ့သစိမ်းယောက်ျားကိုတွန်းပြီးသူ့လွယ်ကောက်ခါအခန်းထဲကထွက်လာပါတယ်ကြံခဲ့တဲ့သစိမ်းကစင်မကိုလှမ်းအော်ပြောတယ်ဟေးနောက်တစ်ခါကျရင်အချိန်ကြာကြီးနေကြမယ်နော်ကိုအားမွေးထားမယ်အခန်းမောက်မြောင်များစွာရှိရဲ့ဟိုတယ်အခန်းတွင်းမှာအခုလိုမနက်ခင်းချိန်မှာထွက်လာတာကြောင့်ဝန်ထမ်းနေရာလဲနှာခေါင်းရှုံကတီးတိုးခဲ့ရကြပါတယ်ဟဲ့ဟိုမှာကြည့်စမ်း300တကထွက်လာတဲ့စော်လေးကလှလိုက်တာတခြားနေရာမှာသာတွေ့သူ့ဇရာလို့တော့ထင်မှာမဟုတ်ဘူးကွာတိုးတိုးပြောပါကွာဟိုကကြားတော့မှဖြစ်စောစောစီစီကွိုင်တက်နေအောင်ပဲစင်မရှိမှတန်ရှိတွန်းလဲနဲ့ရှောက်လာတဲ့သူတွေစင်မကိုကြည့်ပြီးအတင်းတုံနေကြပါတယ်စင်မအမုန်းဆုံးကလည်းယောက်ျားတက်မဲ့အတွင်းပုတ်တွေကိုဖြစ်ပါတယ်သူတို့ကြောင့်စင်မားဆိုတဲ့ခက်ခဲခဲကောင်းမလေးဟာလောကကိုအရွက်တိုက်ခဲ့ရခြင်းဖြစ်တယ်ရှောက်လာရလမ်းတစ်လျှောက်လေပြေလေနှုတ်တွေနဲ့ဆွတ်ပြန်းမှုကြောင့်စင်မာအနှင်းငယ်လန်းဆန်းစီခဲ့တယ်စင်မာရဲ့နေ့စဉ်လုံနေကြဝတ်တရားတိုင်းစင်မာရက်ကွက်ငယ်တစ်ခုဝင်လာခဲ့တယ်အဲဒီရက်ကွက်ကလည်းတချင်ကစင်မာပျော်ဆက်ရမည်ပေါ့စင်မရဲ့မွေးရစာတီးဆိုလဲမမားနိုင်ဘူးအခုဒီရက်ကွက်ငယ်စင်မခိုးချောင်ခိုးဝဲဝင်လာခဲ့ရပါတယ်ဝင်လာရလမ်းတစ်ခွေအကျော်မှာရှိရဲ့နှုံးချင်းတိုက်မှာရှိရဲ့ခြံငယ်လေးကိုစင်မငေးကြည့်နေတယ်မနဲ့စောစောလမ်းလျှောက်မှာပြန်လာတတ်တဲ့စင်မဖေဖေရဲ့အကျင့်ကိုသိပြီးသူလာမဲ့လမ်းကိုလည်းကြိုကြည့်နေမိပါတယ်ဖះဝဲပြုတ်ပေးတိုင်းအိမ်ရှိထွက်ခါငှက်ကလေးတွေအစာကျွေးတတ်တဲ့မိမေကိုလည်းစင်မမြင်ကျင်တယ်စင်မစောင့်နေတော့မိမိအိမ်ရှိကိုထွက်လာတယ်။သူလုံနေကြတိုင်းငှက်ကလေးတွေကိုအစာကျွေးပါတယ်။မိမိရဲ့မျက်နှာညှိုးနေအောင်စင်မတွေ့တယ်။အဲလိုညှိုးနေရခြင်းဟာဟောနေရမိစင်မမကောင်းခဲ့လို့ဆိုတာစင်မသိပြီးရှင်ထဲမှာလှိုက်ခါမောနေမိပါတယ်။ခြံဝတကားဖွင့်တဲ့ကြောင့်ဖိဖိမန်းသိပြီးအနီးရတစ်ပင်ကိုပြေးကပ်ခါကွယ်ထားလိုက်တယ်။ဖိဖိကတော့စိတ်မာသူဆိုတော့အင်းရထက်အနှင်းငယ်သာအုံမင်းသွားပါတယ်စင်မလည်းရှေ့ကိုဆက်ထွက်လာလိုက်တယ်သူ့အတွက်ကြည့်ရမယ့်မိသားစုတစ်ခုကြံနေသေးတယ်လေအဲ့ဒီမိသားစုဟာစင်မတိတ်လိုချင်ခဲ့မိသားစုတွေပေါ့
အခုတော့စင်မမှာပိုင်ဆိုင်ခွင့်မရနိုင်တဲ့အဝေးရတာငေးကြည့်နေမိပြန်တယ်ခြံထဲမှာအမျိုးသမီးတဦးနဲ့ကလေးငယ်တဦးတော့အတူဆော့ကစားနေကြတယ်မိခင်ဖြစ်တဲ့အမျိုးသမီးကစင်မထက်ငယ်ပုံရပါတယ်ကလေးကတော့သားလေးလမ်းလျှောက်တက်ခါစာရွယ်ဖြစ်ပါတယ်သူတို့ငေးကြည့်စင်မတစုံတယောက်ကိုမျှော်နေမိတယ်စင်မမျှော်နေမိသူကတစ်ချိန်ရောက်စင်မကိုအလိုလိုက်အနစ်နာခံပြီးချစ်ပေးခဲ့ကိုကျော်ဝင်ဖြစ်ပါတယ်အခုတော့စင်မကိုတိတ်မုန်းတဲ့သူဖြစ်နေခဲ့တယ်သူမုန်းမယ်ဆိုလဲမုန်းလောက်တာ哦ပါဒါပေမဲ့အဲ့ဒီမုန်းစင်မဖန်တီးယူခဲ့ခြင်းမဟုတ်ဝိသမလောဘကောင်နေရဲ့ခေါ်ရအောင်စင်မမိုက်မိနေခြင်းဖြစ်ပါတယ်ရုံးသွားဖို့ပြင်ဆင်ပြီးထွက်လာတဲ့ကိုကျော်ကိုစင်မတွေ့လိုက်ရတယ်ကိုကျော်ကအရင်တိုင်းပဲတိတ်ခန့်တိတ်ချောတာအသားညို့ပြီးရင်အောင်ထွားထွားနဲ့ကြည့်လို့တိတ်ကောင်းတယ်ကိုကျော်ပြုံးလိုက်တာပေါ်လာတဲ့တကြက်ကလေးဟာစင်မအကြိုက်ဆုံးအရာပေါ့ဒါကြောင့်ကိုကျော်စင်မခဏပြုံးခိုင်းမိခဲ့အခုလေကိုကျော်ပြုံးနေပါတယ်အဲ့ရဲ့ပြုံးတော့စင်မပိုင်ခွင့်မရှိတော့တွေးကျင်တဲ့သူတွေကိုလည်းတွေးရပြီးဖြစ်တာကြောင့်စင်မပြန်လှည့်ထွက်လာတယ်ကန်ဆိုးမတော့ရမိုးလိုက်လို့ရွာတိုင်းစင်မကိုမှတ်မိတဲ့သူနဲ့မှသွားဆုံမိတယ်ဟဲ့ကလေးမဘာရှာနေရတော့မင်းစင်မနာကိုကတ်လာတယ်အနာရောက်ပြီးစင်မကိုတေချာစိုက်ကြည့်တယ်စင်မလည်းမျက်နှာကိုအိတ်နဲ့ကွယ်လိုက်ပါတယ်အိတ်ကိုဖဲကစင်မမျက်နှာကိုကြည့်ပြန်တယ်ညီးကဟိုးထိတ်ချာဦးထွန်းတင်ဒေါ်မာလာဝင်းတို့ရဲ့သမီးစင်မထုံးမလားပြောကအနောက်ကိုပြန်ဆုပ်သွားပါတယ်စင်မကိုထိမိကန်မိရဲ့သူတို့လက်တွေကိုပုတ်ခါချနေတယ်အဲ့ဒီနီးတို့အတန်နှက်ကြီးနေလာကြပါဦးရှင်လာကြပါဦးလမ်းထဲကိုအပြတ်မှဝင်လာတယ်အကျဉ်းချင်းအော်ခေါ်နေပါတယ်စင်မလည်းကြောက်လန့်ပြီးတော့လှည့်ပြေးထွက်လာပါတယ်စင်မခေါင်းထဲကိုစကားသံတွေပဲ့တင်ထက်နေအပြတ်မှဇေယျအပြတ်မှဇေယျနားကိုအုပ်လိုက်တယ်အတန်ကုန်စူးအောင်အော်ထွက်ဖြစ်လိုက်ချင်ပါတယ်အဲဒီနေရာမှာပဲစောင့်ထိုင်ပြီးငိုချလိုက်တယ်အငိုတိမ်မှစင်မမပြန်ချင်တဲ့အတိုက်ကိုပြန်လာခဲ့တကားရှိမှစီးကြုတ်ပြီးစင်မကိုမေမင်းကြီးမရဲ့ပြန်လာတာနောက်ကျလိုက်လားနင့်ကိုတညပဲခေါ်သွားရနော်နေ့လယ်12နာရီကျော်လို့ရတော့ငါနောက်တရက်စာထပ်တောင်းမှာဘယ်မလဲပတ်စံအဲ့ထဲကပတ်စံထမ်းလိုက်ကိုကမ်းပေးလိုက်ပါတယ်ငွေမြမမချမ်းတို့မျက်နှာရွှင်သွားလေတယ်ပတ်စံကိုရေတွက်ပြီးစင်မကိုတသိန်းုံတုံပြန်ပေးတယ်ရော့နှစ်လောကပတ်စံကိုကြက်ပေါအောင်စုပ်ပြီးအခန်းတွင်းကိုဝင်လာလိုက်ပါတယ်စိတ်ထဲကနေလဲမိစင်မှာနေရဲ့ဟောရီခန္ဓာကိုတသိန်းမဲ့တန်တော့လားအရင်ကငွေဆိုတာလက်ဖြတ်နာနဲ့ကိုလိုချင်တဲ့လောက်တောင်းယူခဲ့တဲ့သူဟာအခုကြတော့လူတကာရဲ့လူရမတ်ကိုဖြည့်ပြီးမှရတဲ့ဘဝပါလားတွင်းနဲ့ငိုကြွေးနေပြန်ပါတယ်အိမ်နောက်မျက်ရည်ကိုဒုက္ခအားတင်းလိုက်တယ်သူ့တွေပျော်ရွှင်စရာတစ်ခုရှိသေးတယ်အဲ့ဒီတစ်ခုစီကိုသူအရောက်သွားဖို့လိုအပ်နေပါတယ်အိမ်ဟာခေါင်းရင်းဟာအိတ်ဆေးပူးကိုယူပြီးစီးနှလုံးမော့ချလိုက်ပါတယ်အဲလိုဆိုရင်ညနေထိသူကောင်းကောင်းအိပ်ပျော်သွားပြီဖြစ်ပါတယ်ဒီလိုမှသာသူ့မှာပျော်ရွှင်ရမယ့်အတိတ်အိမ်မက်ကဘာတွေကိုရောက်ရှိနိုင်မှာပါအစင်းရောက်မြက်ခင်းပေါ်မှာမိမငယ်တက်ဦးစော့ပြေးနေပါတယ်အဲသူကတော့တစ်ချိန်ရောက်စင်မှာပါလှပချင်းနေရဲ့ဂုံဆောင်မဲဖွဲရသူတယောက်ပါလှပကြော်ရှင်းတဲ့သူမအဖိုးကတော့ဘဝဆိုတာပူပင်ကင်းခဲ့တယ်ကလေးတက်ဖွယ်ကစားနေတဲ့ဇင်မကိုကိုကျော်ကြည့်ပြီးပြုံးနေတယ်ပြုံးနေတဲ့ကိုကျော်ရဲ့အပြုံးတိတ်သဘောကျပါတယ်ကိုကျော်ကဇင်မမျက်စောင်းထိုးပြီးတော့ကြည့်ဆဲလိုက်တယ်ကိုဘာလို့ဇင်ကိုကြည့်ပြီးပြုံးနေရလဲကိုဇင်လေးကချစ်ဖို့ကောင်းနေအောင်တွားပါအဖိုးရေဇင်ရှင့်ကိုတို့ဘယ်တော့လောက်လက်ထက်ကြမလဲဇင်မကြောင်မပြီးသေးရကိုကလည်းနောက်တစ်နှစ်လောက်စအောင်နော်ကိုမျက်နှာမှာအပြုံးနေရပြေစားပြုတ်သွားပါတယ်ဘာလဲကိုကဇင်းကိုအလုံးလေးတောင်မစောင့်နိုင်တော့ဘူးပေါ့ဇင်းကိုမချစ်တော့ဘူးပေါ့ဇင်မာကလေးတယောက်လိုနှကန်းလေးစုကစိုးနှဲ့လိုက်ပါတယ်အဲ့လိုမဟုတ်ပါဘူးဇင်ရဲ့ကိုကဇင်းကိုချစ်တာပေါ့ကိုဘဝမှာဇင်တယောက်တည်းပဲတစိမ့်မိန်ကလေးဆိုတာမရှိတာအဲ့ဒီစကားကြောင့်ဇင်မာပျော်မိတယ်အဲ့ဒီစကားနဲ့ကိုကျော်တို့များမိန်ကလေးဘယ်နှစ်ယောက်လောက်ကိုချုပ်ခဲ့ပြီးပြီလဲကိုရင်ဘက်ကိုဇင်မလက်သေးစုံနဲ့ခပ်ပွားပွားလေးထုချလိုက်ပါတယ်အဲလိုထုချင်နေတဲ့ဇင်မကိုရင်ခွင်ထဲကိုဆွဲယူပွေးဖက်လိုက်တယ်ဘယ်မိန်ကလေးကိုမှမပြောတဲ့စကားတခုဇင်ကိုပြောမယ်
စင်မကိုရင်ခွင်ထဲမှာခေါင်းလေးမော့ကမျက်ထောင်ပင်ပြီးကိုကိုကြည့်လိုက်တယ်လင်မယားဖြစ်ချင်မင်းစင်မစက်သိမ်းမွေးညင်းနေထားကကိုရင်ခွင်ထဲမှာပြန်ထိုးထွက်လာပါတယ်ကိုလူယုံမိုင်ဇင်းကိုဘာပြောနေလဲမသိဘူးရှက်စရာကြီးစင်မကိုကိုမဆောင်ပဲပြေးထွက်လာပါတယ်ကိုလိုက်လာမှကိုလည်းစင်မသိတယ်ရှက်ပါအောင်ကိုနာကမိမလေးရဲ့ကိုစကားကြောင့်စင်မချီလန်းနေရက်တန့်သွားပါတယ်ကိုလာရအောင်လှဲ့ကမျက်နှာမူလိုက်တယ်လက်နှစ်ဖက်ကိုလည်းခါမှထောင်းလျက်နှကန်းထော်ပြီးလေတွေကိုပြင်းပြင်းမှုတ်ထုတ်လျက်ရှူသွင်းလိုက်နဲ့လှုပ်နေတယ်စင်မနာကိုရောက်လာပါတယ်စင်မကိုကြည့်ပြီးတစ်ချက်ပြုံးတယ်အိမ်နောက်စင်မပါမမို့ပေါ်လက်နှစ်ဖက်ရောက်လာပြီးဆွဲဖဲ့ကဘဲညာနှုတ်ရမ်းပြီးစင်မလည်းကိုလက်တွေကိုဖယ်လိုက်တယ်ကိုအဲ့လိုမစနဲ့စင်မကြိုက်ဘူးရှက်တယ်စင်မရှက်နေတဲ့ပုံကိုကြည့်ပြီးကိုကပြုံးပြပြန်တယ်ကိုစင်လေးရှက်နေရလဲချစ်စရာလီအဲလိုပြောပြီးစင်မမေးပြောင်းလက်နဲ့မော့စီကစင်မပေါင်ကိုနှုတ်ဖြာကျလာပြီးအနန်းတပွင့်ကိုယူသွားပါတယ်ကိုကလည်းအဆက်ကိုမရှိဘူးလမ်းလေကောင်းကြီးမှာအိမ်နောက်လက်ချင်းချင်းလျက်စင်မတို့ပြန်လာကြပါတယ်ရက်ကွက်ငယ်ကစင်မတို့မသိရသူမရှိလားအကုန်သိကြတယ်စင်မမိဘနဲ့ကိုမိဘတွေကလည်းရက်စီရက်မျိုးတွေဖြစ်ကြတာကြောင့်စင်မတို့ကိုကျောင်းပြီးမှလက်ထက်ဖို့ပြောဆိုထားကြပါတယ်အဲဒီအချိန်ဆိုကိုလည်းအလုပ်ပေါ်9နှစ်ပြည့်ပါပြီကိုကပုဂ္ဂလိကဘဏ်တစ်ခုမှာလက်ထောက်ကြီးကြပ်သူဖြစ်ပြီးစီးပွားရေးနဲ့ကျောင်းပြီးထားတဲ့ကိုကတခြားအလုပ်တွေထက်ဘဏ်လုပ်ကိုစိတ်ဝင်စားတယ်ကိုရဲ့ပုံစံတော့ကလည်းရင်းချက်တည်ငြိမ်ပြီးကြည့်ကောင်းပါတယ်ဒါကြောင့်ဒီအလုပ်ကမိန်းကလေးတွေကကိုစီကိုခဏခဏလာလေကြတယ်အဲ့ဒီထဲမှာခင်လေးဆွေဆိုတဲ့မိန်းကလေးကိုစင်မတိတ်ဘဝင်မကြဖြစ်မိတယ်သူကကိုကိုအရန်ကတ်နေတယ်လို့စင်မမြင်ပါတယ်တခါစင်မကျောင်းကနေအတန်းစောပြီးကျောင်းပြန်စိုးရကြောင်းကိုရှိရအလုပ်ကိုစင်မထွက်လာတယ်ကိုစီလည်းဖုံးမဆက်ပဲကို့လုံနဲ့မလန်းမကန်းမှရှိရဲ့ကော်ဖီဘားမှာစင်မထိုင်ပြီးကို့အထက်ကိုကြည့်နေတာပါကိုထွက်လာမှကိုရှိပြေးထွက်ခါကိုအံအောင်လုပ်မယ်လို့တွေးထားတယ်စင်မမျှော်မှန်းတဲ့အတိုင်းကိုထွက်လာပါတယ်ဒါပေမဲ့ကိုတယောက်တည်းမဟုတ်ဘေးမှာမိန်းကလေးတူပါလာတယ်ကိုနဲ့အဲ့ဒီမိန်းကလေးတို့ရီမောလီရဲ့ထွက်လာပုံစင်မသဘောမတွေ့သူမဟုတ်တဲ့တခြားသူနဲ့ကိုရီမောနေတာကိုစင်မမလိုလားပါကိုရည်တန်ကိုအပြုံးနေကိုစင်မတယောက်တည်းတက်တာဖြစ်ချင်တယ်စင်မကိုရိုးရှိကိုပြေးသွားလိုက်တယ်စင်မအရာတစ်ခုစိတ်အလိုမကြတိုင်းစိတ်ဆိုးတိုင်းကိုကသိပါတယ်ဘာလို့လဲဆိုတော့စင်မရဲ့ဖွေးနုရဲ့ပါနုနုလေးဟာနီနီလာခြင်းကြောင့်ပါကိုလည်းစင်မဖြစ်နေပုံသိပြီးစင်မလက်ကိုဆွဲယူကသူ့နာကိုဖမ်းကတ်တယ်အဲ့နောက်အဲ့ဒီမိန်းကလေးနဲ့စင်မကိုမိတ်ဆက်ပေးပါတယ်ခင်လေးဆိုရင်ဒါအကိုနဲ့စိတ်ဆက်ထားတဲ့စင်အကိုတို့သမီးလောင်းလေဒါအကိုရောရောကအကိုနဲ့တွဲဘက်လုပ်နေတဲ့အကြီးတန်းစီခင်လေးဆိုရတဲ့စင်မလည်းအဲ့ဒီမိန်းကလေးကိုသိချကြည့်တယ်စင်မလိုဝဝပြပြဖောင်းဖောင်းလေးမဟုတ်ပြီမဲ့လေအတော်ကြည့်ကောင်းပါတယ်သွေလျားတဲ့သူ့မျက်နှာနဲ့နှကန်းထူထူတွေကလူတကာအတွက်ဆွဲမွက်ဖွယ်ရာကောင်းတယ်လက်ချောင်းသေးသေးတွေကလည်းယောက်ျားတို့အကြိုက်ပုံစံမျိုးဖြစ်ပါတယ်တွေ့ရဝမ်းသာရင်တော့အမကြီးခင်လေးဆိုရင်ကို့တခြားမိန်းကလေးလက်ကနေကာကွယ်ပေးလို့လေကျေးဇူးပါနော်စင်မခနဲ့ပြီးတော့ပြောဆိုလိုက်ပါတယ်စင်ကလည်းဘာတွေပြောနေရလဲခင်လေးဆိုအားနာစရာကြီးကို့မှာဇင်းဆိုတဲ့မိန်းကလေးတယောက်ရှိရာကျန်တာတွေကကို့အတွက်ဖွဲနေစကွဲပဲကို့အကျင့်တိုင်းစင်မပါးတွေကိုကင်ပြီးနှာပြားတွေကိုပုတ်တက်ပြီးပြောပါတယ်စင်မတို့ဘေးမှာခင်လေးဆွေဘယ်ချိန်ကထွက်သွားလဲဆိုတာစင်မသတိမထားလိုက်မီစင်မတို့လည်းအိမ်ကိုပြန်လာကြတယ်မိုးလင်းချိန်ထိစင်မမထပဲအိမ်ယာထဲမှာလူးလိမ့်နေသမီးစင်မအနောက်လာခဲ့ပါအောင်အမေခေါ်တန်းကြောင့်မထကျင်ထားကျင်နဲ့အိတ်ခမ်းထဲကထွက်လာပါတယ်မမေကလည်းတနည်းနေမို့လို့အိတ်နေပါတယ်ဆိုအော်သမီးကလည်းဒီမှာမမေကမုံရင်းကချက်ထားတာတားကုတ်ကိုကြော်တော့အိမ်ကိုတွားပို့လိုက်အောင်နော်စင်မအရှိမရှိရဲ့စပွဲဝိုင်းပေါ်ငါးစိမ့်ဆိုင်တစ်လုံးတင်ထားတယ်မမေတို့များသမီးထက်တောင်ကိုပိုချစ်နေလိုက်ကြတာတားသမက်ကလိမ့်မရဲ့လေသမီးလို့မိဘပေါ်ကတ်ချွဲမနေဘူးသမီးနဲ့ယူရင်တော့တားကုတ်ကိုကြော်ပဲစိတ်ပူမိမှာတော့ပြီမမေနဲ့ဆက်ပြောရင်သမီးကနေဒစိမ့်ဖြစ်သွားပါမယ်သွားပြီကျန်းကိုဆွဲပြီးကိုအိမ်မက်ကိုစင်မလန်းလျှောက်လာပါတယ်ပုံမှန်ဝင်နေကြရင်ဖြစ်တာကြောင့်
ခြံတကားကိုကိုဘာသာဖွင့်ပြီးဝင်လာလိုက်တယ်အိမ်ရှိမှာကားတစ်စီးရက်ထားတာကိုတွေ့ပြီးစင်မကွက်ကြည့်နဲ့ကားကိုစစ်နေတယ်အိမ်ထဲမှာလည်းရီတန်တွေကထွက်လာပါတယ်စင်မလည်းအိမ်ထဲကိုဝင်လာတယ်အဲကန်ထဲမှာကိုနဲ့သူ့ရုံကမိန်းကလေးသုံးလို့ထိုင်ကစကားပြောရင်အုံမြူးနေကြတယ်စင်မလည်းကိုမတွေ့အောင်ခြေစုံဆောင်ကအန်နီမေကိုအော်ခေါ်လိုက်တယ်အနောက်မီးဖို့ကြာပြေးထွက်လာတဲ့အန်နီမေလည်းစင်မပုံစံကိုတွေ့ပြီးအံ့ဩသွားပါတယ်သမီးဘာဖြစ်လာလဲလက်ထက်ကချမ်းရရောအိမ်မှာမွေးငါချက်လို့လာပို့တာအစတော့သဘောထားပြေဝနဲ့စိတ်ကောင်းထားပြီးတော့လာပို့တာအခုတော့မြစ်တာပြက်ချင်သွားပြီအန်နီမေကိုမကြည့်ပဲအဲကန်ဘက်ကိုကြည့်ကပြောလိုက်တယ်အန်တီမေလည်းစင်မအရေးချေကိုနားလဲကအနောက်ကိုခေါ်သွားပါတယ်ကိုလည်းနေရာနေထားပြီးစင်မနောက်လိုက်လာတယ်စင်ဘလို့ပြောလိုက်တာလဲဧည့်သည်ရှိနေရအောင်ကွာဧည့်သည်ရှိရောဘာဖြစ်လဲကိုကျော်ကပိတ်ရိုက်တောင်မှအလုံးမပြီးအိမ်ထိခေါ်လုံးရပေါ့စင်မအတန်ငုံကျဲပြီးအပြင်ကမကြားကြအောင်အော်ပြောလိုက်တယ်ကိုလည်းစင်မကိုမအော်ဘူးလက်နဲ့ပိတ်ထားပြီးမယ်မရပါဘူးစင်မင်းဘာဖြစ်နေရလဲမင်းမလူမျိုးစိတ်တယ်မရှိဘူးလားကိုစင်ကိုအော်နေရလားစင်မငိုပါတယ်အန်နီမီလည်းကြားဝင်တိုင်းတားရဲ့သမီးကိုမအော်ရဘူးလေတားဧည့်သည်ရှိနေသေးရဲ့မလားသွားဧည့်ခံမမမွေးငါလာပို့ပေးမယ်စင်တိတ်တော့နော်ကိုမှားသွားပါတယ်ဘာမှလာမပြောနဲ့ကိုမခေါ်မုန်းနဲ့စင်မမျက်ရည်နဲ့ပြေးထွက်လာတယ်အိမ်ပြန်ရောက်တော့လေအိတ်ခမ်းတွင်းကိုဝင်ကတကားပိတ်ပြီးတော့နေပါတယ်စင်မအနောက်ကနေဘသူပဲဝါလိုက်လာတာကိုစင်မမသိလိုက်လာရင်လေကိုသာဖြစ်မယ်အဲဒီနေရာစင်မထင်သားသလိုစင်မနောက်ကိုလိုက်မလာခင်ခန္ဓာကိုယ်ပေါ်ဆူဆွတ်ပြီးအေးသွားမှုကြောင့်အိမ်မက်ကဘာငယ်ကနေနှိုးလာတယ်မိစင်မဘယ်ချိန်ရှိပြီလဲအိတ်နေလိုက်တာကလေးတိတ်ကလန့်မောနဲ့မထပဲတေးနေအောင်မယ်မကျန်းရဲ့ဘာဖြစ်ရတော့ဒီမှာပင်မမိအိတ်ပျော်သွားတာအိတ်မနေနဲ့တော့အပြင်မှာနင့်ကိုစောင့်နေရသူရှိတယ်ဘသူလဲမကျန်းရဲ့စင်ပင်မမိမလိုက်နိုင်ဘူးလို့ပြောလိုက်နေဟဲ့ရမလားဟိုကဘောစီငါငွေရမှာလေမကျန်းတို့များငွေမြင်တာနဲ့အပြောင်းလဲမြန်လိုက်တာငွေရှာချင်းမကျန်းထွက်လိုက်သွားပါလားကောင်မနင်တို့ထက်ရင်ထမင်းစားပြီးတော့ဒီလှုပ်လှုပ်လာထမြင်ပြင်ဆင်ပြီးလိုက်လာခဲ့နင့်ကိုနင်ပိုင်ရင်ပေါ့စင်မာဒီလောက်ကိုဆက်လုပ်နေရခြင်းဟာသူ့ကိုယ်သူပိုင်နိုင်မှုကြောင်းသာဖြစ်ပါတယ်တခါမိုင်းမရကြောင်းသူ့တဘွားစွာပေးဆက်နေရတယ်ပြင်ဆင်ပြီးဧည့်သည်ဆောင်နေတဲ့ဧကန်းကိုစင်မာထွက်လာတယ်သူ့ကိုလာခေါ်တဲ့သူကတထေးရစရာအတိုင်းဘိုက်တော်တော်ချွဲပါတယ်အသားကလည်းမလန့်စင်မာနှာခေါင်းရှုံလိုက်တယ်ဟာခြာတိတ်လေးကအလန်းလေးပဲဒီညတော့ဖူလုံသွားပြီစင်မဘဝလူတကာသုံးဆောင်လို့ရတဲ့ရမတ်စာဖြစ်ကိုရောက်နေခဲ့ပါပြီအဲလိုခေါ်ရနောက်စင်မပါလာတယ်ရန်ကုန်ညရဲ့အလှောင်စင်မသဘောကျပါတယ်သို့ပေမဲ့စိတ်လည်းနာတယ်မီးဆိုင်တွေတွေ့တဲ့ရတခြားကိုရောက်ရင်လေစင်မငေးကြည့်ပြတယ်ရောင်စုံတဲ့သူတို့ရဲ့ဖြစ်ကိုနှစ်ကြိုက်ပါတယ်လွတ်လပ်သူရှင်သန်သူတို့ဖို့ညပြောစရာဖြစ်ခဲ့တယ်လို့လာမယ့်ညတွေမှာလည်းရှင်းခုံစရာတွေရှိခဲ့တယ်ဟိုတယ်တစ်ခုအတွင်းရှိကားပါကင်ကိုထိုးဆိုင်လိုက်ပါတယ်အသင့်ပိုကင်ချိတ်ထားကြောင်းဝိတာတယောက်ကလည်းအသင့်ဆောင်နေတယ်ကားပါကင်တက်လေကားကနေအခန်းရှိရာထက်ကိုတက်လာကြတယ်စင်မကိုခေါ်လာသူကလည်းစင်မဖတ်သက်ပုတ်သက်နေတယ်အနောက်ကျောဘက်မှာလည်းအထက်အောက်ကိုစုံကြီးဆန်းကြီးညှစ်ဆုပ်နေပါတယ်ဂျောကတော့တော်တော်တင်းတာပဲချတယ်ဒီလောက်လောက်တာမကြသေးဘူးဆိုဟုတ်လားစင်မမဖြေချင်းနဲ့ဖြေလိုက်ပါတယ်ဒီညတော့ကိုကြီးကိုအဝကျွေးရမယ်နော်မင်းကိုဈေးကြီးပြီးခေါ်လာရတာစိတ်တင်နဲ့တစ်ကက်မန်းနေလဲပေးအောင်မယ်စင်မအတွက်ငွေလိုတယ်သူလွတ်လပ်မှုအတွက်ငွေလိုပါတယ်ငွေများမယ်ဆိုတာသိတိုင်းသူ့ရဲ့ဆက်ဆုပ်တဲ့စိတ်တွေကိုမျိုးသိခါအလိုက်တင်လှရောတတ်ပါတယ်ကိုကြီးကဘလောက်ထိပေးနိုင်လို့လဲညူတူတူလေးမေးလိုက်ပါတယ်ဟောဒီအိတ်ကနေမရဲ့မင်းအတွက်ကြီးပဲသူ့ချိုင်းသားမှရှိရဲ့ပတ်စံအိတ်ကိုစင်မမြောင်ပုတ်ပြလိုက်တယ်အခန်းထဲကိုရောက်ရှိလာပါတယ်ကဲချတဲ့ရေသွားချိုးကြမယ်ကိုကြီးကလည်းတူတူမချိုးချင်ပါဘူးကိုကြီးရင်ချိုးပြီးတော့ခြာတိတ်ချိုးမယ်လေခြာတိတ်ကလည်းကွာအချိန်တွေကိုမဖြုံးကျင်စမ်းပါနဲ့ကိုကြီးရဲ့ကိုကြီးမြ мян ချိုးပြီးကိုကြီးနဲ့ခြာတိတ်မြ мян နှိပ်ပန်ရောက်မယ်အပေါ်ပိုင်းချွတ်ထားတဲ့ခန္ဓာကိုစင်မလက်နဲ့ပုတ်ခါနှက်ခမ်းကိုက်ရင်မြူဆွဲလိုက်ပါတယ်နောက်သူတလက်ကိုတလက်ဟီချိုးကြတယ်
စင်မရေချိုးပြီးတော့ပဝါပတ်ခါထွက်လာပါတယ်သူ့ကိုစောင့်နေသူကဂရင်ထက်မှလှဲဆောင်နေတယ်ဂရင်ချင်းမှာပဝါစားတစ်ခုတွေ့ရကြောင်းဆောင်အောက်ကသူ့ခန္ဓာကိုယ်အဝိတ်ကင်းစင်နေမယ်စင်မသိလိုက်တယ်စင်မလည်းအဲ့လူနာကိုတိုးကပ်သွားတယ်အပြစ်ကင်းစင်မှုမရှိရတဲ့စင်မနှကန်းနေနဲ့နမ်းရှုပ်လိုက်ပါတယ်အဲ့နောက်စင်မကိုပွေဖက်ခါဆောင်အောက်ကိုသွင်းလိုက်တယ်တဆက်ထဲစင်မကိုပေါ်ရှိပဝါကိုစောင်းပြင်းကိုဖယ်ပစ်လိုက်ပါတယ်နှုံးစလုံးအဝတ်တွေကင်းမဲ့ကုန်ကြတယ်မျက်နှာချင်းဆိုင်ကနှကန်းတွေထိဆက်လာတယ်တောက်လေငမ်းမပြေတဲ့ရှင်ရင်ကျော်မှာစင်မတို့ပြုံးမွှေးလိုက်ကြပါတယ်လိုက်ကကြတိုးပြီးထွက်လာတဲ့ညာအလင်းစစူးစူးဟာစင်မရဲ့မျက်နှာပေါ်လာကျနေပါတယ်စင်မလည်းပင်ပန်းခြင်းတွေနဲ့အိယာနိုးထလာရပြန်တယ်သူ့ဘဝရဲ့မနက်ခင်းတစ်ခုတိုင်းစင်မခန္ဓာကိုယ်ကအဝိမဲ့နေခဲ့ပြန်တယ်စင်မလည်းလှုပ်ရှားရှိရဲ့တကူရီတန့်ရှင်ရေးကိုပြုတ်လောက်ပြီးအိယာဘေးမှာရှိရဲ့စတိကမောမှာထိုင်ကစောင့်နေတယ်မနေ့ကစောင့်နေသူကစင်မမဟုတ်ခဲ့ပေမဲ့ဒီကနေ့မနေ့စောင့်နေသူကတော့စင်မဖြစ်လို့နေခဲ့လောကမှာဘယ်သူသောအိယာမမြဲကုန်ကြပါအဲ့လိုမမြဲခြင်းအပေါ်လဲလောဘတွေရှိတတ်ကြတယ်မလိုတော့တဲ့နေ့ရက်တွေအတွက်စင်မအားတင်းထားတယ်ပေးတဲ့ပတ်စံတွေကိုထဲကအဆောင်စောစောပြန်လာလိုက်တယ်ဒီနေ့လားကုန်ရဲ့ဖြစ်တာကြောင့်စင်မမှာလှုပ်ရှားရရှိပါတယ်ဒါကြောင့်လေမကြံဒီနေ့ရလာတဲ့တဝက်ကိုစင်ယူမယ်ညီးရများတဝက်လူချင်းရကြည်ရဲ့နေကငါတို့ပိုင်တဲ့အရာဆိုတာလည်းမမေ့နဲ့ဟိုအဲ့တုန်းကစင်မအောင်မဟုတ်တာတွေပြောပြီးတော့မလုံးတွေပေးပြီးစာရွက်ပြောင်ပေါ်မှာလက်မှတ်ထိုးခိုင်းခဲ့ရလေအဲ့ဒါတော့ညီးအလို့ညီးခံရလေညီးကိုလာရောက်တဲ့သူကလည်းပတ်စံကိုပြည့်ပြည့်ဝဝယူသွားပြီးပြီနေ့ကိုလောအားကနေနဲ့တသိန်းပေးတာကိုပဲကျေးဇူးတင်အောင်အဲ့လိုဖြစ်လို့တိုင်းစင်မလူတယောက်ကိုတွားတည်းရတယ်ကျေးဇူးရှင်ပေါ့စင်မဘဝကိုရေတိမ်မာရောရေလဲမှာပါနစ်ခဲ့တဲ့သူရဲ့နာမည်ဟာစောနိုင်တဲ့ရုပ်ရှင်ပရိုဂျူဆာတယောက်တဲ့လေစောင်းလေလာပိုင်းဖြစ်တာကြောင့်ကြောင်းတစ်ခုလုံးဖွေးဖြူနေတယ်နင်းဆိုင်ကိဖြစ်နေပါတယ်အလှရရဲ့ထိတ်ခေါင်ဖြစ်တဲ့စင်မကလည်းအဲ့ဒီနေရာဆွေတာဖြူနဲ့လှပနေတယ်အနောက်ခံပန်းစရာဝမ်းဆက်ကိုတွေ့ထားပြီးမြင်သူတိုင်းစင်မလှမှာရုံးထွက်မသွားနိုင်ဘူးဆိုတာအသေးချာပင်ဖြစ်ပါတယ်အဲ့ဒီထဲမှာကိုစောနိုင်လည်းပါဝင်ခဲ့တယ်မနဲ့စောရှိုက်ကူရေးလုံနေတဲ့ရှိုက်ကွင်းကိုစင်မရောက်ရှိလာပါတယ်အဲ့ဒီမှာចောင်းသားចောင်းသူတွေစုယုံလျက်ရှိကြတယ်မင်းသားနဲ့မင်းသမီးတို့စင်မသိပါတယ်ညားစင်လာနေကြဇလန်းတွဲရမင်းသားနဲ့မင်းသမီးတွေပါဘေးကရက်နေတဲ့ចောင်းသူတချို့ကလည်းတီးတိုးတန်တချို့ထွက်လာခဲ့ဟဲ့ရမုံလေးအပြင်မှာချစ်ဖို့ကောင်းတယ်နော်ဘယ်ရတာကိုစန်းကပိုချောပိုချစ်ဖို့ကောင်းတာစင်မလည်းအရှိကိုတိုးကကြည့်အောက်မှာထိုင်နေသူမတွေ့ပဲတိုက်မိသွားတယ်တောင်းမှန်ပါရဲ့နော်စင်အရှိကိုပဲကြည့်မိသွားလို့မမြင်လိုက်မိလို့ပါနော်စင်မလည်းသူ့လှဲကြည့်ခဏနေတာကြည့်မိခြင်းမျိုးမဟုတ်ပဲအချိန်တော့ကြာကြည့်နေမိတယ်အကိုစင်ပြေရဲ့လားမသိဘူးအဲသူပခုံးကိုပုတ်ခါပြောလိုက်ပါတယ်အဲ့ဒီချိန်မှာသူလဲစင်မကိုပြန်ပြုံးပြတယ်သူ့အပြုံးနေရကို့အပြုံးလောက်ကြည့်မကောင်းပေမဲ့လေချိုးတဲ့ထဲမှာပါပါတယ်ခန္ဓာကိုယ်ကလည်းတောင်းတင်းနေရှိတယ်လက်နဲ့လည်းပင် drive မှာလည်းတက်တူးထိုးထားပါတယ်ရပါတယ်ညီမဒီချောင်းကလားဟုတ်ကဲ့ရှင်ဘာမီဂျာကလည်း chemistry နောက်ဆုံးနှစ်ကပါအကိုလည်းဒီချောင်းကပဲလောနဲ့ចောင်းပေးထားတာအကိုနာမည်ကစောနိုင်ပါစင်မပါရှင်အဲ့ဒီနေရာစင်မကဘာပြက်ချင်းတွေရဲ့အစမယ်စင်မမသိခဲ့ရပါဘူးမိုးဆဲကစားဖြစ်တာကြောင့်ကျောင်းတွင်းမှာရှိတဲ့လမ်းတွေကလည်းရေစွန်းရေကွက်တွေရှိနေကြတယ်လှုပ်ကြည့်လှုပ်လာသွားနာနေကြတဲ့သူတွေလည်းရှိပါတယ်စင်မအိမ်ပြန်ဖို့ကားဂိတ်ကိုအဆောင်ကနေဖျက်လျှောက်လာတယ်မိုးမမွေးရဲ့မိုးမင်းသမီးဖြစ်တဲ့စင်မအတွက်တော့မိုးရွာပြီးစားအချိန်တွေဆိုရင်ရေသေးတဲ့အရွက်ခက်အစွန်းထောင်းတွေကိုလိုက်ဖို့ကစားနေတတ်ပါတယ်အဲ့လိုကစားနေတဲ့စင်မနောက်ကနေကားတစ်စီးဝင်လာတယ်မြူတူးနေတဲ့စင်မလည်းပတ်ဝန်းကျင်ကိုမေ့ပြီးကားဝင်လာတာကိုမသိလိုက်ဖြစ်သွားပါတယ်အနားရောက်မှရုတ်တရက်ဟွန်းတီးလိုက်တာကြောင့်စင်မရင်အိုင်ပေါ်ကိုလဲကျသွားတယ်ကားပေါ်ကလူတစ်ယောက်ဆင်းလာပြီးစင်မကိုလာထူပါတယ်စင်မလည်းသူ့ကိုလာထူသူကိုမော့ကြည့်လိုက်မိတယ်ညီမစင်မအစင်ရောပြေရဲ့လားမေးကမ်းပေးတဲ့သူ့လက်ကိုအားပြုတ်ကထားတယ်ညာဘက်ခြေထောက်ခောက်သွားမှုကြောင့်မတ်တက်မရက်နိုင်ခင်မှာပဲပြန်လဲဖို့ကိုရိုင်သွားပါတယ်
ကိုစောနိုင်လည်းစင်မလင်းသွားဖို့သူ့လက်တစုံနဲ့စင်မကိုဆွဲဖက်ကထိန်းလိုက်တယ်စင်မလည်းကိုစောနိုင်ရင်ခွင်ထဲကိုဆက်ရောက်သွားပါတယ်မျက်တောင်တစ်ချက်မှဖြစ်သွားခြင်းဟာဘလို့အပြစ်မဆိုစင်မလည်းကိုတဲ့မှတ်အောင်ပြန်မှတ်လိုက်တယ်ကျေးဇူးပဲတော့ကိုစောနိုင်ရပါတယ်စင်မကလည်းကျွန်တော်ကပြန်တောင်းပန်ရမှာပါကားမောင်းလာရင်ရေးကြီးဖုံးပြောနေရတယ်စင်မဖြတ်လာတာမမြင်လိုက်မိဘူးစင်မလည်းစော့လာရင်ကားကိုမတွေးလိုက်လို့ပါနှုတ်သားပြန်လည်တောင်းပန်ကြတယ်ဒါနဲ့စင်မအိမ်ပြန်မလို့လားကိုလိုက်ဖို့ပေးမယ်လေရပါရဲ့ကိုစောနိုင်စင်မတက်စီနဲ့ပဲပြန်လိုက်ပါမယ်မဟုတ်တာကျွန်တော်လည်းတာဝန်မကင်းတာလာပါလက်မဆေးကန်းဝင်ပြလို့ရပါပေါ့စင်မကိုကားပေါ်တွန်းတင်တယ်စင်မလည်းအာနာနာနဲ့ကိုစောနိုင်ရဲ့စကားကိုနားထောင်ပြီးလိုက်လာလိုက်ပါတယ်စင်မကဒီရွယ်ထိစော့တော့မယ်လားစင်မကျောင်းမှာမဲဝဲရဆိုရှင်မှားသွားလို့လားကိုစောနိုင်ဘလို့သိရလဲသိချင်ပြီလို့ပါအကူကပရိုဂျူဆာပဲအမှုပညာအရေးချင်းရှိတဲ့သူတွေကြောင့်လေ့လာရတာပေါ့ရှင်ရှင်းမြန်ပြီစင်မအကြောင်းကိုစောနိုင်ကုံစုံစမ်းပြီးမယ်စင်မသိလိုက်ပါတယ်စင်ကဘလို့အမှုပညာရေးချင်းရှိသွားတာလဲဒါစင်မရုပ်ရည်စင်မအကျင့်ပုံစံဒါတွေကလွတ်လပ်ပြီးတော့ကြော်ရှင်းတယ်လေဒါကြောင့်စင်မမင်းသမီးလို့ရင်အခုလက်ရှိမင်းသမီးတွေထက်တောင်ပိုတော့အောင်မြင်လိုက်အောင်မယ်ကိုစောနိုင်ကတော့နောက်ပြီးစင်မကအကောင်းမဲ့လို့နားထောင်နေတာဘာပဲဖြစ်ဖြစ်စင်မကိုမြှောက်ပြောတဲ့အတွက်ကျေးဇူးပဲနော်ကားတော့ဟိုရှိလေးမှာရက်လိုက်ပါစင်မညွှန်ပြလိုက်တဲ့နေရာလမ်းစုံတစ်ခုဖြစ်ပါတယ်တိတိကျကျပြောရရင်ကိုရိုးရဲ့အိမ်ရှိလမ်းစုံမှာစင်မဒါကလမ်းစုံပဲရှိသေးရဲ့လေဟုတ်တယ်တရားနဲ့အိမ်ပြန်မေမေတို့စုမှာဆိုလို့ကိုလမ်းထိပ်မှာလာဆောက်ဖို့ဖုံးဆက်ထားတာဘယ်ချိန်ဆက်လိုက်တာလဲကျွန်တော်တော့မသိလိုက်ပါလားစီးကမ်းမှာကိုစောနိုင်စီးဖို့သွားသွင်းနေတဲ့ချိန်တော့ဒါဆိုလဲကျွန်တော်နဲ့မိတ်ဆက်ပေးအောင်နော်ကားဟွန်းတန်ကြောင့်ခြံရှိမှရက်နေတဲ့ကိုကားစီကိုအပြေးလာပါတယ်ကားမှာကိုစောနိုင်ရင်ဆင်းပြီးစင်မကိုကားတကားဖွင့်ကတွဲချပေးဖို့လုပ်တယ်အနောက်ကိုရောက်လာပြီးကိုစောနိုင်လက်ကိုပုတ်ခါစင်မကိုကားပေါ်ကပွေ့ချလိုက်တယ်ကိုစောနိုင်ကိုကြည့်ပြီးကိုမျက်နှာတွေတင်းမာနေတယ်ဒေါသပြူစအရင်ငွေတွေကိုလည်းစင်မခံစားတွေ့လိုက်ရတယ်ကိုဒါကကိုစောနိုင်နဲ့စင်တို့ကြောင့်ရိုက်ကူးရေးလာရတဲ့ပရိုဂျူဆာလေကိုစောနိုင်ကိုကြည့်ပြီးရိုးသေးတန်းစွာပြုံးပြလိုက်ပါတယ်ကိုစောနိုင်ဒါကကိုကျော်တဲ့စင်မနဲ့စိတ်ဆက်ထားဇင်းရဲ့ချစ်သူပေါ့ဘာမှအလုပ်လုပ်တယ်လေတွေ့ရဝမ်းသာပါရဲ့ကိုကျော်ကျွန်တော်လည်းတွေ့ရဝမ်းသာပါရဲ့ကိုစောနိုင်အခုလိုဇင်းကိုအိမ်ပြန်ပို့ပေးလို့ရောပေါ့ဇင်းကကလေးဆန်ပြီးအလိုလိုက်ခံရတော့လူတွေကြောင့်ရောကောင်းကောင်းမသိဘူးဖြစ်နေတာကိုစကားတွေကအတိတ်ပဲပါနဲ့ကိုစောနိုင်ကိုနှိပ်ကုတ်လိုက်ခြင်းဖြစ်မယ်ဇင်မသိပါတယ်ကိုစောနိုင်လည်းဘာမှပြန်မပြောတော့ပဲကားပေါ်ကိုပြန်တက်ကထွက်သွားတော့တယ်အဲဒီခါမှာဇင်မနှစ်ဖူးပေါ်ကိုလည်းရောက်လာပြီးခဏနာအခောက်ခံလိုက်ရတယ်ဇင်နမောနမဲရတချို့နေရာမှာပဲကောင်းနေတချို့နေရာမကောင်းမှုဆိုတာသိရလားကိုနဲ့သိတာရက်ပိုင်းပဲရှိရသူရဲ့ကားပေါ်အဖို့မပါဘဲနဲ့တယောက်တည်းလိုက်လာရဲ့တက်တီကိုလေးစားတယ်ဦးလေးနဲ့ပြန်လိုက်မယ်ကိုနော်ဇင်းကိုစူနေရလားချင်းချောက်နေရလားဟုတ်တယ်စူနေတာချင်းချောက်နေတာဇင်းမအတန်ပြိန်းနဲ့အုံကိုလိုက်ပါတယ်ကိုလည်းဇင်းနှခမ်းကိုလက်နဲ့အုပ်လိုက်ပြီဇင်းငိုနဲ့လေကွာကိုကစိတ်ဘူးလို့ပြောတာမသိဘူးကိုဇင်းကိုစူတယ်မမေဒီမှာမမေမတော်ရသေးရဲ့တမတ်ကတမီးကိုအခုကရအနိုင်ကျင့်နေပြီဇင်မခက်ကြဲအုံငိုပါတယ်ကိုလည်းဇင်မမထိန်နိုင်မယ်သိသွားတယ်ဒါကြောင့်အုံငိုနေတဲ့ဇင်မနောက်ကိုပို့ပြီးတော့ကတ်လာတယ်နောက်ကိုရဲ့ကိုညှို့လိုက်တယ်ဇင်မနှခမ်းမို့ကိုနှခမ်းနေကျလာပါတယ်ဇင်မကိုတွန်းလိုက်တယ်လမ်းလေကောက်ပြီးမှကိုဒါဆိုမငိုနဲ့တော့ဇင်မခေါင်းငုံပြီးပြုံးလိုက်ပါတယ်ကိုလည်းဇင်မကိုကြည့်ပြီးပြုံးတယ်လာပြန်ရအောင်တွားအောင်ဇင်းကိုချီဇင်းကခလေးခလားကြီးကောင်ကြီးမနဲ့နောက်နေ့ဆိုရင်ယောက်ျားပဲယူတော့မယ်ကိုနော်ရရလေဒါဆိုခလေးလှုပ်လို့ရအောင်မင်္ဂလာပွဲကိုဖျက်လိုက်မယ်လေဟုတ်တာခြီပဲခြီတော့မယ်ပွဲတော်မဖျက်ပါနဲ့မြေပြင်ပေါ်မှာရက်နေတဲ့ဇင်မကိုပွေ့ချီလိုက်ပါတယ်ဇင်မရဲ့ခန္ဓာကိုအတွက်တော့ဖော့လို့ပေါ့ပါနေတယ်ပွေ့ချီလာတဲ့အတိုင်းခြံဝါကိုရောက်ပြီးဇင်မတကားကိုဖွင့်ဝင်လာတယ်ဖေးဒီမှာရှင့်သမီးဘာဖြစ်လာလဲလာကြည့်ပါဦးဧကန်တွင်းမှာအမေဖေကိုအောက်ခေါ်လိုက်ပါတယ်စတီကန်ပေါ်မှာဇင်မကိုနေရာချပေးတယ်ဘေးနားမှာရှိတဲ့ထိုင်ကုန်မှာကိုဝင်ထိုင်လိုက်တယ်
စင်မလက်ကိုစုပ်ကင်ထားပါတယ်ကိုသိတယ်စင်မဖေဖေစုမောင်အရင်ကြောက်တယ်ဆိုတာအဲကန်နဲ့ကိုဖေဖေဝင်လာတယ်စင်မကိုတစ်ချက်စိုက်ကြည့်ပါတယ်နှုံးမှာတော့စင်မကိုဘာမှမပြောမျက်နှာမှာလည်းစိုးရိမ်ဒေါသထွက်တဲ့အရေးအယောင်တွေစင်မမတွေ့လိုက်ရပါကို့ကိုကြည့်ပြီးမောင်ကိုကျော်မင်းမလည်းအိမ်ရမိစွာကိုလိုက်ကနေရတယ်ပင်ပန်းပါတယ်ပြန်တော့ကိုလက်ကိုမလွတ်ဖဲပို့ဆုပ်ကင်လိုက်တယ်ရောက်ပါရဲ့ဦးရဲ့ကျွန်တော်ကချစ်ရတာ哦စင်းကိုပြန်ကြည့်ရဲ့မြတ်တာတွေပြည့်နေတဲ့အကြည့်နဲ့စင်းကိုကြည့်နေတာပါသမီးနောက်နေ့ရောက်စားပြီးဖယ်ရီနဲ့ပဲကြောင်းသွားရမယ်ဘသူကနဲ့မှအိမ်ပြန်လိုက်ပို့တာဖေဖေမကြိုက်ဘူးဖေစကားကြောင့်စင်မအံ့ဩသွားရတယ်အိမ်အားသိမ်းမှဆိုပြီးအိမ်နဲ့ဝေတဲ့လမ်းထိပ်မှာရက်ခါကိုခေါ်တာ哦ဖေဘယ်လိုသိသွားရလဲဖေဘယ်လိုသိသွားရလဲညီးဖေဟာကုံတယ်ကြီးဆိုတာမမေ့နဲ့ကားပေါ်ကဆင်းလာတဲ့ငါစီဖုံးဝင်လာပြီးသားသမီးမေစိတ်ပူမှာဆိုလို့မပြောထားတာဒါဆိုစင်မာနဲ့ကိုတော့တယောက်ကိုတယောက်ကြည့်လိုက်ကြပါတယ်ကိုမျက်နှာကိုအဖေမမြင်အောင်ရှောင်ပြေးနေတယ်စင်မာလည်းနားနေတာကိုပင်သတိမထားပဲအခန်းတွဲကိုဝင်ပြေးလာပါတယ်ဖေကအကုန်သိနေရင်ကိုနဲ့နမ်းခဲ့တာကိုရောဖေအတွေးနဲ့စင်မာလေးလံစွာရှောက်လာတဲ့ခြေလမ်းတွေကြောင့်စူပါမားကတ်တစ်ခုရှိကိုရောက်ရှိလာပါတယ်လာစမ်းပိုင်းဖြစ်တာကြောင့်လိုအပ်တာတွေကိုဝယ်နေခဲ့တယ်မားကတ်တွေကိုရှောက်ကြည့်နေစင်မှာပဲစင်မရှိကိုတစုံတယောက်ကခက်သက်သက်ရှောက်လာတယ်စင်မနာကိုအော်ခေါ်ရင်လာနေသူကတော့ခင်လေးဆွေပြစ္ဆုတ်ပံကိုရဲ့စနေစင်ပြောလေကိုဟိုလူကိုတိတ်ကြည့်မရဘူးကွာကင်းနေနော်ဘသူလဲကိုစောနိုင်ကိုကလည်းမဟုတ်တာကိုဥတိုနေပြန်ပြီသူ့ကိုနဲ့မိတ်ဆက်ပေးပြီလေစင်မရီးစားရှိနေမှသူသိသွားပြီပဲမသိဘူးကွာကိုအဲ့လိုစိတ်ထဲမှာတိုးနေတယ်ပြီးတော့အနုပညာလမ်းကြောင်းလည်းမဝင်စေချင်ဘူးဘာလဲစင်ကိုသူများတွေဝိုင်းကြည့်မှမခံနိုင်လို့လားဟုတ်တယ်ကိုမျက်နှာထက်ကစိုးရိမ်မှုတော့စင်မမြင်ရပါတယ်ကိုစိတ်ထဲကပုတ်တုံမှုတော့စင်မမသိရကိုစင်မကိုတခါမှအဲ့လိုမပြောဘူးပါဘူးငယ်လေးတည်းကကိုကပဲစင်မကိုစာပြပေးခဲ့တာဆယ်တန်းလို့တက္ကသိုလ်တက်ရတဲ့အထိဘယ်မိသားကစင်မနဲ့လိုက်တယ်ဘယ်မိသားကစင်မကိုခေါင်းကြီးစေတယ်ဘယ်ဘာသာတွဲတွေကစင်မစိတ်ဝင်စားမလားဆိုတာအစားကိုချေကိုလည်းနဲ့စင်မကိုဂရုစိုက်ခဲ့တာယောက်ျားလေးတငယ်ချင်းပေါင်းနိုင်လေကိုကအမြဲလိုက်ကြည့်ပါတယ်စိုးတဲ့ကောင်းနေတော့တခါမှမဝေဖန်ခဲ့ဘူးအခုတော့ကိုဝေဖန်ပါပြီစင်မပြောတယ်ကျောင်းပိတ်ရက်ဖြစ်တာကြောင့်စင်မအိမ်ရထဲမှာသာပျော်မွေ့နေတယ်ဒီနေ့ကိုနဲ့လည်းမချိန်ထားဘူးဆိုတော့စင်မဘဲမှသွားစေရမရှိဖေကလည်းစပားကိစ္စနဲ့နေစင်းသွားရက်ပိုင်းကြာမယ်အိမ်မှာစင်မနဲ့မိမိသားရှိပါတယ်ဖုန်းနံပါတ်စိမ်းနဲ့စင်မစီဖုန်းဝင်လာတယ်ဟယ်လိုစင်မလားဟုတ်ကဲ့ဘယ်သူလဲမသိဘူးရှင်ကျွန်တော်စောနိုင်ပါရှင်စင်မတုံလှုပ်သွားတယ်ကိုကလည်းကိုစောနိုင်နဲ့ဝေးဝေးနေဖို့မှားထားပါတယ်ဟယ်လိုစင်မအားရင်စင်မတို့လန်ထိတ်ကမုံဆိုင်ကိုထွက်ခဲ့ပါလားရှင်စင်မဘာဖြစ်နေရလဲဟိုလေဘာလို့ဖို့လဲကိုစောနိုင်စင်မကိုလူတယောက်နဲ့မိတ်ဆက်ပေးခြင်းလို့စင်မလာလို့ရမလားလာလို့ရရင်တော့ကျွန်တော်စင်မကိုလာစေခြင်းနဲ့အခုတွေးမဲ့သူကစင်မဘဝတစ်စစ်ချိုပြောင်းလဲပေးမဲ့သူမျိုးဆိုတော့စင်မတွေ့ဝေနေပါတယ်သွားလို့ကိုသိသွားရင်လည်းခက်ပါပြီကိုစောနိုင်ပြောတဲ့အရာကိုလည်းသိကျင်တယ်အကြောင်းအရာနှစ်ခုပေါ်စင်မစိတ်ခွနေတယ်နောက်ဆုံးစင်မသွားဖို့ရွေးချယ်လိုက်တယ်ဟိုရောက်ပြီးညင်းခဲ့လို့ရတာပဲသွားကြည့်တော့အမျက်ရှိရဲလို့တွေးကချိန်ထားတဲ့နေရာကိုထွက်လာခဲ့တယ်ဆိုင်ထဲမှာလူကြကျဲနေတယ်တဝိုင်းနှဝိုင်းများသာရှိပါတယ်ဆိုင်ကောင်နာရဲ့ညာဘက်စွန်းမှာရှိရဲ့စပွဲမှာကိုစောနိုင်နဲ့တခြားလူတယောက်ထိုင်နေပါတယ်အဲဒီသူကစင်မနဲ့မိတ်ဆက်ပေးမဲ့သူသာဖြစ်လိမ့်မယ်ခန္ဓာကိုယ်ပြည့်ပြည့်နဲ့နေထိုင်မှုကပျော့ပြောင်းတယ်မျက်နှာအသွင်ကအမျိုးသားလို့ထင်မှတ်နိုင်ပါတယ်သို့ပေမဲ့မိန်းကလေးတွေထက်ပိုနှုတ်ပြိုနေတယ်စင်မလာထိုင်ကိုစောနိုင်စင်မကိုခီးဥကြိုလိုက်တယ်စင်မလည်းခေါင်းငိတ်ကဝင်ထိုင်လိုက်ပါတယ်ကိုလက်ဒါကစင်မလေးအဲလူကစင်မကိုခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေတယ်အချောလေးပဲတန့်တန့်ထင်တယ်တိတ်တီကြပေါ့ကိုလက်ရဲ့တန့်ဆိုကြလေသူတို့နှစ်ယောက်ရဲ့စကားကိုစင်မတလုံးမှနားမလဲကြောင်စီစီနဲ့သာကြည့်နေရတယ်စင်မဒါကကိုလက်တဲ့ Moral Agency ကပေါ့
အခု तू ကဇင်မကိုလာကြည့်တာဇင်မစိတ်ဝင်စားလို့ပြောထားရဲ့လေကိုကလည်းမကြိုက်ဘူးအော်ဇင်မကလည်းဇင်မကသူများတွေတောင်မရနိုင်တဲ့အခွင့်တို့မတောင်းမဲနဲ့ရတာလေတိတ်ချစဉ်းစားပါအောင်တို့ဟာတော်တော်တက်နဲ့တို့အေဂျင်စီကိုလာပြီးတော့တင်နန်းတက်တဲ့သူကိုတို့ကဂယူးတဆိုင်မရွေးဘူးနော်အခုတောင်စောနံမင်းကိုအေးချင်းရှိရဲ့လိုက်ကြည့်ပေးပါလို့တောင်းမှန်လို့တို့ကလိုက်ကြည့်ရတာကိုလက်ဆိုသူကဝင်ပြောပါတယ်ဇင်မကအဲ့လိုတွေတခုမှနားမလည်လို့ပါနော်နားမလည်ရင်တို့တင်ပေးမယ်လေဟုတ်တာပဲဇင်မရဲ့ဇင်မလို့ရင်အောင်မြင်မယ်ဆိုတာကိုစောနိုင်ယုံကြည်ရဲ့ဇင်မလည်းနှစ်ယောက်ဝိုင်းပြောမှုဘလို့မှမချေပနိုင်တော့လာမိရတာအမားဖြစ်ခဲ့ဇင်မစဉ်းစားလိုက်အောင်မယ်နော်စဉ်းစားပါအချိန်တော့မကြာသေးနဲ့ပေါ့ကိုလက်ကတိတ်ပြီးစိတ်ရှည်ရမဟုတ်တော့ဇင်မခေါင်းငိမ့်ပြီးဆိုင်တွင်းကပြန်ထွက်လာတယ်အခွင့်နူးကန်တူကပျော်ရမလားကိုစုရခံရမှအေးကြောင်းဝမ်းနေရမလားမသေးခွဲဖြစ်နေတော့တယ်ကံရီပေါင်းနဲ့နှုတ်နီလုံးလည်းဖြစ်နေရဲ့လိုင်းသိမ့်လေးကိုကြည့်ကံရီပြင်းကငွေ့ရီတွေကိုတဲလာတယ်လေနုတွေကိုဘောင်ပေါ်ရှိရဲ့ခုံမထိုင်ရင်ခံစားနေလိုက်ပါတယ်ဇင်မအနာကိုတော့မရှိအခွင့်နူးကန်တူကပျော်ရမလားကိုစုရခံရမယ့်အရေးကြောင်းဝမ်းနေရမလားမသေးခွဲဖြစ်နေတော့တယ်ကံရီပေါင်းရဲ့နှုတ်နီလုံးလည်းဖြစ်နေရဲ့လိုင်းသိမ့်လေးတွေကိုကြည့်ကံရီပြင်းမှာငွေ့ရီတွေကိုတဲလာတဲ့လေနုနုတွေကဘောင်ပေါ်ရှိခုံမထိုင်ခံစားနေရတယ်ဇင်မအနာကိုတော့မရှိအမြဲလို့ကိုပါမအပြင်ထွက်တတ်တဲ့သူဟာအခုကိုမသိအောင်အပြင်ထွက်လာခဲ့တယ်စိတ်လှုပ်ရှားမှုငြိမ်သက်ဖို့အတွက်ကံမထိုင်နေခြင်းဖြစ်ပါတယ်တတ်သီးတွေကိုမွေးပြီးဆုံးဖြတ်ခဲ့တဲ့ဇင်မဆုံးဖြတ်ချက်ကိုဇင်မအိမ်ရလည်းမသိကိုလည်းမသိပါရှားလက်ထွက်လာမှပြောပြဖို့ဇင်မပြင်ဆင်ထားပါတယ်ငါးလတိုက်ရှိမှရက်ပြီးလက်ကိုကျင့်နေအောင်စုပ်ခါတတိုင်းတိုင်းခုန်နေတဲ့နှလုံးငြိမ်သွားအောင်လုပ်နေတယ်တိုက်ပေါ်ကိုတက်လာပြီးတိုက်ခန်းနံပါတ်တစ်ခုလိုက်ရှာလိုက်ပါတယ်3လမြောက်မှာလက်အေဂျင်စီဆိုင်းဘုတ်ကိုတွေ့တယ်တကားကိုခောက်လိုက်ပါတယ်ကိုစောနိုင်လာဖွင့်ပေးပြီးဇင်မကိုပြုံးပြတယ်လာလေးစင်မှာအခန်းအတွင်းကိုဇင်မလိုက်ဝင်လာတယ်အခန်းကတာမန်စတူဒီယိုခန်းထဲအနှင်းငယ်ထူးခြားနေတယ်တခန်းလုံးမှာမီးတလုံးသာထွန်းထားပါတယ်ဓာတ်ပုံရိုက်နေရမှာလဲလိုက်တင်မီးတွေမှိတ်ထားတယ်ဇင်မဟိုရှိသွားပြီးမတက်ရလိုက်ကိုလက်ဆိုသူကဇင်မကိုဓာတ်ပုံရိုက်ဖို့နေရာတစ်ခုသွားဖို့ညွှန်ပြတယ်ဇင်မသွားရက်လိုက်ပါတယ်အပေါ်ရဲ့အင်ကြီးကိုချွတ်လိုက်လေဇင်မလည်းခိုင်းစီရဲ့အတိုင်းမတွေ့တဲ့သိမ်းနိုင်လုပ်လိုက်တယ်ဇင်မလည်းအပေါ်တက်ကိုချွတ်လိုက်တာကြောင့်လက်တစ်လုံးကျိုးနဲ့အပေါ်အတွဲရဲ့စကတ်တစ်ထည်သာရှိပါတယ်ပေါင်ပေါ်စကတ်ဖြစ်တာကြောင့်အခန်းအဲကွန်းရဲ့အေးဆက်မှုကိုခံစားလိုက်ရတယ်ပုံစံမျိုးမျိုးနဲ့သူတို့စိတ်ကျေနပ်တဲ့အထိဇင်မတစ်မျိုးပြီးတစ်မျိုးဓာတ်ပုံအရိုက်ခံရတယ်အဲဒီနောက်ဇင်မကိုနားခိုင်းပြီးဇင်မပုံတွေကိုနှစ်ဦးခေါင်းဆိုင်ကြည့်နေတယ်လောကသားကောင်တို့အတွက်လောကမုံဆိုးတို့မှာထင်ရှားတဲ့အမှတ်သားမပါတော့ဇင်မမင်းရော့နေခဲ့တယ်ဇင်မထိုင်းနေတဲ့စပွဲစီကိုသူတို့နှစ်ဦးရောက်လာကြပါတယ်ဇင်မကိုစောနိုင်တော့ဝင်ထောက်ခံပေးပြီနောက်ပိုင်းဆက်ကြိုးစားရမှာဇင်မဖြစ်သွားပြီနော်ကိုစောနိုင်ဘာပြောရလဲဇင်မမရှင်းလို့ကိုလက်ကဇင်မကိုအခုလာမယ်ရှိုးပွဲမှာပွဲထုတ်မယ်တဲ့ရှင်ဇင်ဘာမှမသိရသေးဘူးလေပြီးတော့ဇင်ကြောက်တယ်ကန်ဆာတားရဲ့စမ်းထားမှုကိုဇင်မမယုံရဲလောက်အောင်ဖြစ်နေတယ်ဇင်ရေအနောက်ကခေါ်တဲ့အောင်မကြားပဲအရှိ့သာဆက်ရှောင်နေတယ်ရုပ်ကြီးတင်ပြောင်းလဲမှုကိုယ်တိုင်လည်းနားမလည်တယ်လို့ဖြစ်မိပါတယ်ပခုံးလက်နဲ့လာဖိလိုက်တဲ့အခါမှာဇင်မရဲ့သွေးပြည့်လွင့်စင်သွားတယ်ကိုခေါ်အောင်လှည့်မကြည့်ပဲဘာလို့စဉ်းစားပြီးရှောက်လာလဲမညာနဲ့တော့ဇင်အခုပဲဇင်ရပြန်လာတာမညာပါဘူးဒါဆိုအိမ်မှာစာကြက်ရအောင်မမို့လို့တနေ့ကအပြစ်မထွက်ဘူးလို့ပြောတာဘာလို့လဲကို့မှာတော့ကို့စင်လေးစာကြက်ရင်စားရအောင်ဆိုပြီးအချင်းတို့တွေဝယ်ပြီးတော့တွားလာပို့ပေးတာအိမ်ရောက်တော့မနဲ့ခဲအပြင်ထွက်သွားတာတဲ့ဇင်မကိုရီပြလိုက်တယ်မကြီးနဲ့ဘယ်တော့ရလဲဘသူနဲ့လဲကို့မိကိုနေရများလာရလားဇင်ကိုမယုံတင်ကားနဲ့မယုံလို့မင်းနေရမဟုတ်မှန်းဇင်သိတာပဲကိုကစိုးရင်လို့မင်းနေရတာစတူဒီယိုသွားပြီးတော့ဓာတ်ပုံသွားရိုက်တာကိုဇင်မအင်ကြီးကိုလှန်လောကြည့်လိုက်တယ်ဇင်ဘလို့ပုံစံဝတ်ထားလဲဟုတ်ပါတယ်ဇင်ကအမြဲလို့ကိုလုံနဲ့အင်ကြီးကိုဝတ်လေရှိတယ်အခုတော့ဒူးကောင်းအထက်
ပေါင်မော်စကတ်ကိုကျိုးတလုံးနဲ့ရင်ဟိုက်စာဝစ်စင်ထားတယ်။စောနိုင်လို့နဲ့ရိုက်တာမလား။ကို့အမေကိုစင်မဖြေဖို့တောက်ဆိုင်သွားပါတယ်။စင်ကိုမေးနေတယ်လေ။ဟုတ်တယ်။ဟာကွာကိုဒီလောက်မှားထားတာသွားပြီးတော့ပတ်သက်ပြန်ပြီကွာ။မင်းလူတွေကြောင့်ဘလောက်သိလို့လဲ။ကိုစင်ကိုမင်းနဲ့ပြောဖို့မလိုပါဘူး။ဟုတ်တယ်။စင်ကလူတွေကြောင့်မသိပေမဲ့စင်ကြောင့်တော့စင်သိပါတယ်။သူတို့နဲ့သွားပတ်သက်တော့ဘာဖြစ်မလဲ။စင်လည်းပညာတတ်ပါ။စင်လောက်ကိုတယောက်တည်းအတွက်ပဲသူ့ဝက်မထားပါနဲ့။စင်လောက်စင်ပိုင်လို့စင်လောက်ချင်တာလုပ်တာကိုမျက်နှာထက်မှာအံ့ဩခြင်းတွေကိုပြနေချွေဒီချွေပေါက်တွေကျနေပါတယ်မျက်စိမျက်စက်တွေလည်းပြူးလာတယ်နှုတ်ဝါပွင့်ကတုံနှုတ်သွားတယ်ဇင်မင်းဘယ်တော့အဲ့လိုစိတ်ဝင်သွားတာလဲဇင်ပြောပြီးပြီပဲဇင်ဟာဇင်အပိုင်မှာဆိုဘာစိတ်ပဲဘလို့ဝင်ကို့ကိုပြောပြနေရမှာလားဇင်ကွာမင်းတော့လမ်းမားနေပြီအလောက်ပစ္စည်းတစ်ခုလို့အတုံးချခြင်းနဲ့လူတွေရဲ့ရှေ့မှာမင်းလောက်ချပြမလို့လားစင်စူးစမ်းကြည့်ကျင်တာပါအဲ့ဒီစူးစမ်းမှုရဲ့နောက်ွယ်ကိုငါမြင်နေလို့တားနေရတာမသိဘူးကွာစင်ကတော့မော်ဒယ်လုပ်ကိုပဲလုပ်မှာကိုနဲ့ရံဖြစ်ပြီးတပတ်ကြာတဲ့အထိကိုစီကအဆက်သွယ်တစ်ခုမှလုံးမလာခဲ့အရင်စင်မတစ်ချက်စိတ်ကောက်တာနဲ့တစ်စက္ကန့်မနေအင်ကိုအပြည့်ရောက်လာတတ်တဲ့ကိုဟာအခုတော့အတန်တန်စားတဲ့ကြောင်းမှလာခြင်းမရှိပါဘူးရှိုးရှောင်းမဲ့နေ့ကိုရောက်တဲ့အထိကို့ကိုမတွေ့ရသေးရှိုးစင်ကိုကြည့်ပြီးစင်မဆုံးဖြတ်ချက်ကိုပြန်သုံးသပ်နေဒီလန်းရွေးမိတာမှန်လားမှားသလားကိုနဲ့အတိုက်ခံလုပ်ရတာတန်ရဲ့လားမိကုန်းနေရဲ့ဖြစ်ကိုစင်မရှာဖွေနေတယ်စင်မရှာရမဲ့လဲရောက်လာကြောင်းစင်မအားမွေးပြီးတော့စတိတ်စင်မောကိုတက်လာတယ်လာကြည့်သူတွေကများများဆဆမရှိလူ20-30ဝန်းကျင်သာရှိပါတယ်ဝက်ပုံစားပုံတွေကိုကြည့်ခြင်းဖြင့်အတိုင်းဝိုင်းကြီးဂုံတီရှိလူကြီးလူကောင်းပုံလို့ထင်မိတယ်ဒုတိယတစ်ခေါက်ပွဲလျှောက်ချိန်မှာစင်မကိုပန်းစီတစီစင်မောတက်ပေးခြင်းခံရတယ်လာချီးမြင့်သူလည်းစင်မမသိတဲ့အတွက်ဥချောင်းချောင်းပြုံးပြလိုက်တယ်ကိုလက်ကလည်းယူထားပြီးပြုံးပြတဲ့ကြောင်းအဝေးကနေလက်နဲ့ပြပါတယ်ပွဲပြီးလို့ဝက်စားလဲကအိမ်ပြန်ဖို့စင်မပြင်းစင်နေတယ်စင်မလာအောင်ကွယ်ကိုလက်ရဲ့ခေါ်ရအောင်လိုက်သွားတယ်အခန်းတစ်ခုမှာစင်မကိုပန်းစည်းချသူနဲ့ကိုစောနိုင်တို့ထိုင်နေကြတယ်လာစင်မပြုံးပြနှုတ်ဆက်ရင်အရှိကိုဆက်လှမ်းလာပါတယ်ဂျွန်နီသဘောကျရလားတိတ်ကိုသဘောကျတာပေါ့လက်ရဲ့လက်ကလူကြီးတိတ်တော်တာပဲလက်လေလက်စာချုပ်ကြတော့မလားလုံလိုက်လေစင်မနားမလဲကဝင်ထောက်မိတယ်စာချုပ်ဘာစာချုပ်လဲဩစင်မကလေမင်းကကိုမော်ဒယ်ဖြစ်သွားပြီလေအဲ့တော့ကုမ္ပဏီတစ်ခုရဲ့ brand လို့ပေါ့စာချုပ်ချုပ်ရမှာပေါ့မချုပ်လို့မရဘူးလားလက်ရဲ့ဇင်ကအခုထိကြောင်းပြီးသေးရမဟုတ်ဘူးအိုးကွယ်လက်ကတော့ချုပ်စီချင်တာပေါ့ကျောင်းကဘယ်တော့ပြန်တက်လို့ရရလေအခုလိုဖြစ်ဖို့ကလူ1000မှတယောက်တောင်ဖြစ်တာမဟုတ်ဘူးအိုးကိုလက်ရဲ့ဇင်ကိုဖိအားမပေးပါနဲ့သူ့ဘာသာသူရွေးချယ်ပါစေတို့ကဖိအားပေးနေရမဟုတ်ပါဘူးနော်ရွေးချယ်နိုင်အောင်ပြောပြတာဇင်ပြန်ပြောမယ်လေရမလားရပါတယ်ဒါပေမဲ့2ရက်တွင်မဆက်သွယ်ရင်တော့နောက်လူတွေပဲအခွင့်အရေးဂျော်နီဆိုသူကလည်းသူပြောလို့ရပြောပြီးတော့ပြန်ထွက်သွားပါတယ်စင်မလည်းအဲ့ဒီကြောင့်ကိုနဲ့တိုင်ပင်တဲ့နေချင်တယ်ဒါကြောင့်ကိုစီဖုံးဆက်ပြီးလာနေကြနေရအောင်လာခဲ့ဖို့စင်မချင်းလိုက်တယ်မြက်ခင်းစိမ့်နုနုပေါ်မှာကလေးငယ်တွေရီမြူးလျက်အပူပင်ကင်းစွာစော့နေကြပါတယ်စင်မလည်းသူတို့ကိုချင်းပြုံးနေတယ်ကိုအနားကိုရောက်လာတယ်ကိုထိုင်နေကိုလက်ကပြတယ်မျက်နှာဟာရည်ချင်းရွှင်ချင်းနဲ့ကင်းနေပါတယ်စင်မသဘောကျတဲ့ကိုပြုံးနေလဲပျောက်ကွယ်နေတယ်ခက်ထန်တဲ့သွေးဝန်ဆောင်ပြီးမျက်လုံးတွေကထောင်လွှမ်းမှုကိုပေါ်နေတယ်ကိုပြောစရာတခုရှိလို့စင်ခေါ်လိုက်တာဘာလဲကိုကလည်းအဲ့လိုရုပ်တည်မနေပါနဲ့စင်အောင်မချစ်ဘူးချစ်တယ်ဒါဆိုထိုင်စင်မိခြင်းလို့ရတယ်ပြောမှသာပြောစင်ကိုကုမ္ပဏီတစ်ခုက brand ဖြစ်စာချုပ်ချုပ်ချင်လို့တဲ့အဲ့တော့ကိုစကားတွေကပြတ်သားလှပါတယ်ဒဇိမ့်ဆန်သွားတယ်လို့လည်းခံစားရတယ်ကိုစိတ်ကောက်တုံးလားကိုမပြောပဲလုံးမိရဲ့အတွက်စင်မှားပါရဲ့နော်စင်ကိုတခုမေးမယ်မင်းနေကိုတကယ်လို့ကိုနဲ့မော်တဲ့အလုံးနဲ့ဆိုရင်ဘာကိုရွေးမလဲကိုကလည်းကိုပဲရွေးမှာပေါ့အဲ့ဒါဆိုရင်အစာချုပ်ကိုညင်းလိုက်ရှင်စင်ကိုဆွဲဖတ်ပါတယ်ကိုကထင်ပေါ်မှုမကြိုက်ဘူးစင်ဘဝကိုရိုးရှင်းစွာဖြတ်တန်းပြီးတယောက်တော်သူပဲတသက်တာချစ်မြတ်နိုးကျင်တာ
အင်းမကိုရဲ့ချက်ချင်းညင်းလိုက်ကောင်းမှမလားကောင်းမကောင်းစင်သူတို့ကိုကြည့်နေကြမလို့စင်ကိုစင်ပိုင်နေဆိုဟုတ်ကိုဒါဆိုအခုဖုန်းဆက်လိုက်ဟယ်လိုကိုစောနိုင်လားဖုန်းပြောရင်ကိုမျက်နှာကိုကြည့်ပါတယ်ကိုမျက်နှာမှာပြုံးရမှုတွေကစတွေ့လိုက်ရတယ်ဘာကိစ္စရှိလို့လဲစင်မစာချုပ်ကိုညင်းပြရစီဟာဘာဖြစ်လို့လဲဒါစင်မဘဝအတွက်လှေကားလေစင်မသိပါတယ်ဒါပေမဲ့ကိုမကြိုက်တာစင်မမလုပ်ချင်အောင်ကောင်းပြီလေဒါပေမဲ့စင်မဂျော်နီကိုတော့ကိုယ်တိုင်သွားတောင်းမှန်တဲ့နေစင်မသွားလိုက်ပါမယ်ကိုစောနိုင်ဖုံးချသွားတဲ့အထိကိုစင်မကိုကြည့်နေတယ်သွားရင်ကိုလဲလိုက်ခဲ့မယ်နော်ရပါတယ်စင်မကိစ္စစင်မနိုင်ပါတယ်ကပ်ပေါ်မှာရှိရဲ့လိမ့်စာတိုင်းစင်မတက်စီနဲ့ရောက်လာတယ်ကိုစောနိုင်ပြောတဲ့အတိုင်းဂျော်နီကိုကိုယ်တိုင်ကိုကြတောင်းမှန်တင်ပါတယ်စင်မရောက်လာတာကဂျော်နီရဲ့အိမ်မှာလူခေါ်ဘဲကိုတီးလိုက်တယ်အိမ်ထဲမှာဂျော်နီထွက်လာပြီးတန်မန်းတကားကိုဖွင့်ပေးတယ်စင်မဝင်ပြီးတကားကိုဆွဲပိတ်လိုက်ပါတယ်လာထိုင်မအောင်ဟုတ်ကဲ့စောနိုင်ကတော့ကိုစီဖုံးဆက်ပြီးပြီစင်မတောင်းမှန်ပါရဲ့နော်ဘာတောက်မလဲရပါတယ်တခုခုတော့တောက်ပါတောက်ဖြုတ်ပေးမယ်လေခဏဆောင်ဂျော်နီစင်မအတွက်မိဖို့ကြောင့်မှလိမ်မော်ရီတစ်ခွက်ယူလာတယ်စင်မလည်းအဲဝဲပြူတာကြောင့်အေးကိုယူတောက်လိုက်ပါတယ်အချိန်ရရင်ခဏလောက်ထိုင်အောင်နော်ကိုအပေါ်အလုပ်ကိစ္စအွန်လိုင်းထိုင်နေလို့ရပါတယ်စင်မစောင့်ပါမယ်ဂျော်နီအနားမှာထွက်သွားတယ်စင်မလည်းအိမ်အပြည့်အစင်တို့မျက်စိနဲ့လှည့်ပတ်ကြည့်ပြီးအေးဆက်တောက်နေတယ်ခဏကြာတော့စင်မတော့အိတ်ချင်လာပါတယ်ထိမ့်မနိုင်သိမ့်မြဖြစ်လာတယ်ဂျော်နီနဲ့အလုပ်ကိစ္စဖြစ်တာကြောင့်ကြောင်းမဲ့ထင်ကစတီပေါ်မှာခဏမေးအိတ်လိုက်တယ်ဘလောက်ကြာစင်မအိပ်ပျော်သွားတယ်ကိုစင်မမသိပါပြန်နိုးထားလာချိန်မှာတော့ခန္ဓာကိုယ်အောက်ပိုင်းကတဆစ်စစ်ကြိုက်ပြီးနာကျင်ခြင်းကိုအရင်ခံစားမိတယ်ခြေလက်တွေရလဲမသေးခြင်းလောက်ပင်လေးလံလှပါတယ်မျက်စိကိုအာရုံဖွင့်လိုက်ချိန်မှာစင်မရှိမှဂျော်နီထိုင်းနေတယ်တစ်ချိန်လုံးစင်မကိုကြည့်နေတယ်ထင်ပါတယ်မျက်စံနေဝင်းကမျက်တောင်ခတ်ခြင်းပြုံးနေတယ်အော်ဂျော်နီလည်းရောက်နေပြီလားစင်မပင်ပန်းလို့ထင်တယ်အိပ်ပျော်သွားနှစ်ချိုက်ပဲကိုလည်းမနှိုးရက်တာနဲ့ထိုင်ကြည့်နေတာစင်မပြန်တော့မယ်နော်ကိုအားတင်းပြီးတော့ပြန်ထလိုက်တယ်ခြေထောက်တွေကအတော်ခွေရိုက်နေပါတယ်အိမ်ပြန်ရောက်ပြီးညောင်းညာကတ်ခဲတဲ့အတွက်စင်မအိပ်ရာစိုးဝင်လိုက်တယ်တကောင်ရံဖုံးမြည်တန်ကြောင့်စင်မမျက်လုံးကိုအာရုံဖွင့်ကြည့်လိုက်တယ်ကိုစောနိုင်စီကဖုံးဖြစ်ကစင်မကင်လိုက်ပါတယ်ဟယ်လိုပို့ထားတဲ့ပုံတွေကိုအရင်ကြည့်လိုက်ပါဦးသူပြောလို့ရပြီးမှတော့ဖုံးပြန်ချသွားတယ်စင်မလည်းအိတ်ချင်မှုတို့နဲ့ဖုံးဖွင့်ကပို့ထားတဲ့ပုံတွေကိုကြည့်လိုက်ပါတယ်တွေးလိုက်ရတဲ့ပုံတွေကြောင့်စင်မထထိုင်လိုက်တယ်လက်ထဲမှာကင်ထားတဲ့ဖုံးကိုလည်းထိရင်လက်တွေကတုံရင်နေပါတယ်ပုံထဲမှာအဝိမက်နဲ့အမျိုးသမီးတဦးနဲ့အမျိုးသားနှစ်ဦးတို့တက်လက်စီနဲ့ရမက်ရင်ကိုစီးမျောနေကြတယ်ဟယ်လိုကိုစောနိုင်ဒါအဲ့ရာတွေကကညာပြိုနဲ့တောလိုက်မို့ဆိုရရဲ့နှစ်ပါးသွားတယ်အေးကကြားနေကြဖြစ်တဲ့ကိုစောနိုင်ရဲ့အတန်မျိုးမဟုတ်တော့ပဲအရာတစ်ခုကိုပိုင်နေလက်ဆုပ်လက်ကင်ပြပြီးလွှမ်းမိုးပြောဆိုနေပါတယ်ဟမ်ဘလို့မှမဖြစ်နိုင်ဘူးဒါဆိုရင်ဖြက်ညက်ကတ်တွေရှင်တို့ကျမကိုတမင်တိတ်ခါချနေရမလားဖြက်ညက်ကတ်လို့ထင်နေရလားဒါဆိုဗီဒီယိုရောမကြည့်ရသေးဘူးပေါ့စင်မပို့ထားတဲ့ပုံလေးအောက်မှာဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တယ်အဲ့ဒီထဲမှာစင်မတယောက်ခြောက်ချားမှုကိုတွေ့ရှိလိုက်ရပါတယ်အဲ့ဒါကတော့ရမက်ကိုလူလာလာစီးမျောနေတဲ့သူ့ကိုယ်သူပင်ဖြစ်တယ်လိုက်ပါစီးမျောသူကတော့ကိုစောနိုင်နဲ့ဂျော်နီတို့ဝင်ဖြစ်ပါတယ်မဟုတ်ဘူးစိတ်ထဲကပြန်ငင်းကကိုပြောနေတယ်ခေါင်းထဲမှာလေဒါကအမှန်ပဲလားဘလို့ဖြစ်သွားခဲ့ရလဲငါဘာလို့မသိရလဲစတဲ့မိကုန်းနေနဲ့ပြည့်လို့နေပါတယ်တွေ့ဝင်မှုတွေလည်းရှိတယ်လို့စိုးရင်ကြောင်းကြမှုတော့ဝင်ထွက်နေတယ်တပ်ပြင်းကိုပြင်းမှုတ်ထုံနေပါတယ်စိတ်ထဲမှာရှိရဲ့စိုးတက်နေမှုလွတ်ထွက်သွားအော်ဟစ်ထုတ်ရအောင်လေညားတကောင်ရံဖြစ်လို့နေတယ်မနှက်ပြန်ငါတို့ချိန်တဲ့နေရာကိုလာခဲ့10မိနစ်နောက်ကျရတယ်မင်းဘဝတော့စင်မဖုန်းထဲကိုစဝင်လာတယ်စင်မဘာလုပ်ရမလဲကို့ရောပြောပြပြီးတော့အကူကြီးတောင်းရမလားဘာလုပ်ရမလဲတညလုံးစင်မအိမ်မရဖြစ်ပြက်ခဲ့တာကိုပြန်စဉ်းစားတာတခုမှမရပါဘူးအေးတောက်ပြီးကာလနောက်ပိုင်းကိုသူလုံးဝမမှတ်မိခဲ့တာပါလေးပင်လုံးနဲ့ခြေလန်းနေနဲ့ရှောက်ခဲ့တယ်ခြေလန်းတွေကနောက်ကိုပြန်လှည့်လို့မရဘ
ဝတွေကိုရင်းရမယ်ကစားပွဲတွေကိုချီချော်ကြမိတာအစ်မှာကိုနဲ့လည်းဝေးရတော့မယ်အိမ်ကိုလည်းလွမ်းရတော့မယ်အမောင်ညတယ်တိုးထွင်လာခဲ့ပေမဲ့အလင်းကိုတော့တန်းတာစေရော့ဒီမှာလက်မှတ်ထုံဇင်မရှိစီကိုစာရွက်လွတ်တရွက်နဲ့ဘောဝင်တွေကိုပြစ်ပေးလိုက်တယ်ဘာအတွက်လဲကိုစောနိုင်ဟာဘာအတွက်ရှိမလဲမင်းကငါတို့ပိုင်ဖြစ်သွားကြောင်စာချုပ်ပေါ့ဟားတိုက်ခါရီချင်းမျိုးမဟုတ်ပဲမမောနှိမ့်ချိုက်စွာရီမောချင်းဖြစ်ပါတယ်မထိုးလို့မရဘူးလားထိုးအတန်ကိုဟိန်းစွာအော့ခံလိုက်ရတယ်ဇင်မကြောက်ကလက်မှတ်ထိုးပေးလိုက်ရတယ်အိမ်နောက်ကိုစောနိုင်စာရွက်ကိုယူပြီးဂျော်နီကိုပေးလိုက်ပါတယ်ဂျော်နီမင်းဘာလုပ်မယ်တွေးထားလဲဘာလုပ်ရမှာလဲအခုမှအသက်အသက်လေးကိုပန်းချွေသူတို့လက်ထဲဈေးကြီးကြီးနဲ့ထည့်ရမှာပေါ့ကွာပြီးမှနှစ်ဦးသဘောကျနေကြတယ်ဟဲ့ကောင်မနေအခုကစပြီးအိမ်ပြန်လို့မရတော့နေဒီမှာနေရမယ်ရှင်အိမ်ကိုဘလို့လို့ဘာလို့ရမှာလဲအဲ့ဒီအတွက်နင်းပူစရာမလိုဒီမှာနင့်အဝတ်စားတွေတခုမှမွေးရအောင်ရှင်ဟာကွာတရှင်းရှင်းနဲ့ဇင်မဘာဘုံကိုစောနိုင်ရဲ့လက်ရှိန်နဲ့ကြာရောက်လာခဲ့ပါတယ်စောနိုင်မင်းကလည်းတိတ်မလို့ရအောင်ပစ္စည်းသေးဆိုတာဖူးဖူးမှုတ်ထားရတယ်ကွာဇင်မနာကိုဂျော်နီကတ်လာပါတယ်လက်ချောင်းကလေးတွေနဲ့ဇင်မကိုပေါ့ရှက်တန်းနေတယ်ဇင်မလည်းကြောက်ကြောက်နေတာအသာညင်ညင်ရပါတယ်အဲ့ဒီနောက်ဂျော်နီတရားဘောင်းမီအိတ်ကတ်ထဲကပစ္စည်းတစ်ခုကိုနှိုက်ယူလိုက်တယ်စောနိုင်ကိုစောနိုင်ကိုခေါ်ကအဲ့ဒီပစ္စည်းကိုထောင်ပြလိုက်ပါတယ်ကိုစောနိုင်လည်းခေါင်းငိမ့်ပြပြီးဇင်မပါဇက်ဟလေဇင်မပါဇက်ဟလိုက်ရတယ်ခဏကိုစောနိုင်ထောင်ပြရဲ့ပလင်းထဲကဆေးတလုံးကိုထုတ်ပြီးဇင်မပါဇက်ထဲကိုထည့်လိုက်ပါတယ်ဇင်မထွေးထုံးမယ်လုပ်တဲ့အခါဇင်မနှုတ်ကိုလက်ဝါးနဲ့အုပ်လိုက်တယ်ဆေးတလုံးညိုကျသွားပြီးတော့ပြန်ဖွင့်ပေးပါတယ်ခဏကြာမှတော့ဆေးဆွမ်းစပြတော့တယ်ဇင်မတကူလုံးပူနွေးတက်လာတယ်ခန္ဓာကိုယ်ပေါ်မှွေးညင်းနေရလဲလေတိုးတာနဲ့အသေးအူတွေရားရံလာပါတယ်ဇင်မအသိမှာအရာနှစ်ခုလွန်ဆွဲကြပြန်တယ်အမောင်လားအလင်းလားတတိမြေအောင်ထိမ့်ချုပ်နေရတယ်ဇင်မဖြစ်ပြက်ခဲ့တဲ့မြကိုဂျော်နီတို့နှစ်ဦးအခန့်သာထိုင်ကြည့်နေတယ်စောနိုင်မင်းတို့အိမ်ကိုဘယ်လိုလုပ်မှာလဲဘာလို့ဆရာရှိလို့လဲအရင်နီးအဟောင်းတိုင်းပေါ့ဘာလဲဇင်မအိမ်ကိုလင်းနောက်လိုက်သွားပါပြီလိုက်မရှာပါနဲ့လားဒါပဲပေါ့ဒါပေမဲ့သူ့မှာလက်ထက်မဲ့သူရှိရဲ့နော်ယုံအောင်လို့လွဲပါတယ်ဟိုမကြည့်ဟိုကောင်မအတော်အရှိန်တက်နေပြီခဏနေကြရင်ငါတို့ပြုတ်သမျှသူ့နူးရမှာလေသူ့ကိုဖုံးဆက်ခိုင်းလိုက်မှာပေါ့အဲ့ဒီဖြစ်ပျက်တွေဟာမျက်စိတမိတ်တွင်6လလောက်ကြာသွားခဲ့တယ်ဇင်မရဲ့ဘဝလည်းနေဝင်နေရွက်တွေမှားခဲ့ပြီးပါပြီဂျော်နီတို့လည်းသူတို့အတွက်အကျိုးမြတ်ကြီးကြီးရပြီးဖြစ်တာကြောင့်ဇင်မကိုစောင်းကြတစ်ခုနဲ့ရောင်းစားခဲ့တယ်အဲ့ဒီအထိဇင်မဘဝဘာတွေဖြစ်နေလဲဆိုတာဇင်မအိမ်အောင်ကိုကျော်မသိခဲ့ပါဘူးစောင်းကြရောက်ပြီးတိတ်မကြောင်မကျန်းရဲ့စီခိုင်းမှုကြောင့်ပါတီပွဲတစ်ခုကိုတက်ရတယ်အဲ့ဒီပွဲမှာဇင်မလိုလူတွေလည်းရှိကြပါတယ်လားနဲ့ချီအမှောင်မှာပိတ်မိခဲ့ခြင်းကြောင့်အဲ့ဒီပွဲဇင်မအတွက်လွတ်လပ်မှုတစ်ခုလိုဖြစ်နေတယ်စိတ်ပေါ့သွားလွတ်လွတ်လပ်လပ်ကဲနေတယ်ကိုဘသူပဲဝါဆိုတာမေ့သွားလောက်တဲ့အထိဟေးဇင်မပခေါ်လူတယောက်လာပုတ်တယ်ဇင်မလည်းအမောင်ရဲ့ထုံးစံအတိုင်းအဲ့လိုပုတ်သက်ဖတ်တွေလိုက်ပါတယ်ကဲပြောဘာလူချင်းလို့လဲမကြမ်းလို့လားမင်းဟာဇင်မမဟုတ်လားဇင်မကိုပြန်မှတ်လိုက်တယ်ရှင်ကျမကိုသိလို့လားအေးငါထုံးတယ်ရဲ့မိတ်ဆွေအဲ့နေရာမှာဇင်မထွက်ပြေးလာလိုက်တယ်အဲ့လူလည်းအနောက်ကလိုက်လာပါတယ်ဇင်မမျက်ခြေဖြတ်ပြီးပုံနေလိုက်တယ်သွားပြန်ပြီအလင်းဆောင်မြင်ရတော့လေမိမိစီခဏအပြေးသွားခြင်းခဲ့တာအခုတော့ငါဘဝဘာလို့အဲ့လောက်ဆိုးရလဲပြောရင်းနဲ့ငိုနေမိပါတယ်မိမိရဲ့သမီးပင်ပန်းလှပြီအာယုံဦးလူသူတွေအနေငယ်သာနိုးထခြင်းဖြစ်တဲ့အတွက်ဇင်မရက်ကွက်ငယ်တွေကိုဝင်လာပါတယ်ပဲပြုတ်တဲ့ဘွန်တော်ညစီတဲ့စာရာတွေသာတွန်းလာလှုပ်ရှားနေတယ်အဝေးကတွေ့ရတဲ့အိမ်လေးကိုဇင်မမှတ်မိနေတယ်အဲ့ဒီအိမ်ရဲ့နှွေးထွေးမှုကိုဇင်မခံစားလိုက်ရတယ်ပြန်မရနိုင်တော့တဲ့အခိုက်ပေါ်မနက်တိုင်းလို့ဇင်မစားဖို့မနက်ဆောင်တကူးတကလာဖို့တက်တဲ့ကိုလည်းအခုနေဘာများလုပ်နေလဲအိမ်တော်များကျသွားပြီလားခြံတောင်းမှာရှိတဲ့တစ်ပင်ရောအကွယ်ပြုတ်ပြီးအိမ်ထဲကိုကြည့်နေပါတယ်အလေးရောင်အောက်မှာလှုပ်ရှားမှုတွေကိုမတွေ့ရခြံရှိကိုတစ်ချက်ကြည့်တယ်
ခြံတန်ပန်းတကားပေါ်မှာသမီးမြန်မြန်ပြန်လာပါဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့လိုက်ရပါတယ်။ဖေဖေတို့စင်ကိုမမုန်းသေးဘူးပဲ။ဝမ်းသာလိုက်တာမိဘနဲ့ဝေးမမိဘရဲ့တန်မိုးသိခဲ့ရတယ်။ခြံတကားကိုအားနဲ့မှန်နဲ့တွန်းဖွင့်ပြီးအိမ်တွင်းကိုစင်မပြေးဝေကျင်ပါတယ်။ဒါပေမဲ့စင်အကြောင်းဖေဖေတို့သိပြီဖြစ်မယ်။ဒါဆိုဖေဖေစင်ကိုလက်ခံကြည့်အောင်မလား။အဲဒီချိန်အိမ်တွင်းကမီးရအောင်မှာလှုပ်ရှားမှုတစ်ခုတွေ့လိုက်ရတယ်။အိမ်မာကြီးတကောက်ညှင်သာစွာဖွင့်ထွက်လာပါတယ်။ဖေဖေစင်မနှုတ်ကနေတူတူလေးခေါ်မိတယ်။ဖေဖေအိမ်တွင်းကိုအရိတ်ကဲကြီးကခြံရှိကိုရှောက်လာတယ်။အဲဒီနောက်စင်မတွေးလိုက်တဲ့ဆိုင်းဘုတ်ကိုခြံတကားဖြုတ်ပြီးခြံမျိုးထွက်လာပါတယ်။ဖေဖေနောက်ကနေစင်မလိုက်လာတယ်။လမ်းကျိုးကွေတစ်ခုရောက်မှတော့ဖေဖေခြေလမ်းတွေကိုရက်တန့်သွားတယ်။စင်မလည်းလိုက်ပြီးတော့ရက်လိုက်ပါတယ်။စင်မနဲ့ဖေဖေဆယ်လမ်းမြတာလိုတော့ပါတယ်။ဖေဖေစင်မဘက်ကိုလှည့်လာတယ်။ဖေဖေမျက်လုံးထဲမှာမျက်ရည်ပြည့်နှက်နေပါတယ်။မျက်မှန်ကိုချုပ်ခါမျက်ရည်ကိုတုပ်လိုက်တယ်။သမီးရှင်ဖေဖေရဲ့ခေါ်တန်းကိုပြန်ကြားရတာကြောင့်စင်မရဲ့နဲ့လှိုက်ဖို့မောကမြေပေါ်ဒူးထောက်လျက်ကျသွားတယ်။ဖေဖေတို့သမီးပေါ်ပါများထောက်ရင်မကြည်သွားခဲ့လို့လေ။ဟမ်ဖေဖေတို့သမီးပေါ်အကုန်တောင်းရင်ကြည်ခဲ့ပါတယ်။သမီးရတာသမီးတောင်းရင်မကြည်နိုင်ခဲ့တာပါ။ຫນွေဦးရဲ့မှာမိုးပလဲရွာသွန်းနေသလိုစင်မရင်တွေကပူလာမှုကိုမျက်နှာပေါ်မှာမျက်ရည်ရမငိမ့်သက်နိုင်ခဲ့ပါ။သမီးမေမေကိုဖေဖေဘယ်လိုပြောပြရမလဲ။သမီးတောင်းပန်ပါရဲ့နော်။တောင်းပန်လို့ရောဖေဖေတို့ဘုံဟတွေကသူများသရီးကွက်ကနေရုံထွက်နိုင်တော့မလားကွာ။သမီးတောင်းပန်ပါတယ်။ဖေဖေရဲ့နေရာထိတ်လန့်မှုစင်မသိပါတယ်။စင်မရဲ့ဖြေကိုသာမေမေသိသွားခဲ့ရင်မေမေဘလို့မှဖြည့်ဆဲနိုင်မှာမဟုတ်။သမီးကိုကျော်နဲ့မတွေ့ရသေးဘူးမလား။ကိုဘာများဖြစ်လို့လဲ။ကိုကျော်ကတော့ဘာမှမဖြစ်ပါဘူး။သူ့အိမ်ကသူ့ကိုမိမပေးစားကြတော့မယ်။အင်းပေါ့လေ။ဘယ်မိဘအများကိုသားသမီးကိုနှိမ့်ချတဲ့လူနဲ့သဘောတူနိုင်ပါမလဲ။ကိုလည်းမမားခဲ့ဘူး။ကိုစကားကိုနားမထောင်မိတဲ့စင်မအမိုက်မသာမှားခဲ့တာဖြစ်နိုင်ရင်ဒီရက်ကွက်ထဲကိုသမီးထက်မလာပါနဲ့ကွာရှင်ဒူးထောက်နေတဲ့နေရာကနေမြေပေါ်ထိုင်ကျသွားတယ်သမီးမိမိကိုတနာတယ်ချစ်သေးတယ်ဆိုရင်သမီးဖေဖေတို့နဲ့ဝေးရမှာနေပေးပါဖေဖေတို့ရဲ့သမီးစင်မဟာလွန်ခဲ့တဲ့6လလောက်ခရေဆုံးသွားခဲ့ပါဖေဖေစကားတွေအတွက်စင်မဖြည့်ရှင်းစရာပြောစရာစကားတော့မရှိငိုကြွေးလျက်ပဲဒါဆိုသမီးကိုနောက်ဆုံးနေနဲ့ကြောခွင့်ပြုပါဖေဖေခေါင်းငိမ်ပြပါတယ်ပြုစုစောင့်ရှောက်ပေးခဲ့မိဘတွေရဲ့လောင်းရရဲ့အေးမြမှုနှွေးထွေးမှုတွေကိုနောက်ဆုံးနေနဲ့ဂါရဝပြုကလက်ဆယ်ပြဦးထိပ်ပံပြီးကြောလိုက်ပါတယ်တာဓုနောက်ရောက်ရာဘဝမှာမိဘကိုတိတတ်ပြီးအလုတ်ကျွေးပြုတ်နိုင်တဲ့သမီးကောင်းသမီးမြတ်ဖြစ်ပြီးတန်တရားဘဝအဆက်မှာလဲအခုလိုဘဝတွေကနေကင်းလွတ်ပါစေဖေဖေပေးတဲ့စုနဲ့ပြည့်ပြရစေစင်မာကြောစုမွန်ပြုတ်ပြီးအဲ့ဒီနေရာထထွက်လာပါတယ်ရောင်နေပြုတ်တဲ့နေမရလဲအလင်းတွေကိုအာယုံခုံပြုတ်ပြီးထွက်ပေါ်လာတယ်လူသွားလူလာတွေကလည်းတဖြည်းဖြည်းနဲ့ထူလာပါတယ်ဖေဖေပေးတဲ့စုအတိုင်းသမီးမြတ်သမီးကောင်းတို့ဒီဘဝမှာမဖြစ်ရရင်တော့ဒီငရဲအမှောင်ကိုသမီးဒီတသက်အရခွင်မယ်အဲ့ဒီအမှောင်ကနေလို့အောင်စင်မငွေရှာခဲ့တယ်အဲ့ဒီအတွက်ဖြတ်တန်းခဲ့ရတဲ့နေ့ရက်တွေကိုစင်မမလိုလားပါအောင်လူရင်ဆန္ဒကိုမထိန်နိုင်နဲ့လူပေါ်လူကြော်ခဲ့တယ်တဘာဝကိုစင်မနားလည်ခဲ့တယ်စင်မလိုပဲနင်မမသိနေခဲ့တဲ့သူတွေကိုလည်းစင်မစာနာမိပါတယ်သို့ပေမဲ့လည်းစင်မာတို့အဖြစ်ဘယ်ဖျားဘယ်အရှင်မှမကူနိုင်မကယ်နိုင်တဲ့အဖြစ်ဖြစ်ခဲ့ပါတယ်ပြည့်တစားဆိုတဲ့စကားရှေးဘရင်ခေတ်သမိုင်းများပါတိုင်းပြည်ရဲ့မျက်နှာရေရနာလိုအဖိုးခကြီးမြတ်တဲ့အမျိုးသမီးဖြစ်ပါတယ်အခုနှစ်တွေမှာတော့နေ့စဉ်လူသုံးကုန်ပစ္စည်းတွေလောက်ပဲတန်မိုးမရှိတော့ယောက်ျားတွေလူရမတ်ပြေဖို့ခဏသာအသုံးပြုတယ်အများဆုံးရေအိမ်လိုသာဖြစ်လို့နေပါတယ်အကြောင်းရှိလို့အကျိုးဖြစ်တယ်တဲ့ကောက်ကျက်တဲ့ဝင်းပလေကိုဘသူမှသတိမပြုမိအမားလို့သူကမှန်ပြီးခံရသူကသာမှားနေပါတယ်အရာအလုံးနေသားကျသွားတယ်အားလုံးပေါ့အခုဆိုရင်
ကိုနဲ့မက်ခင်လေးဆွေတော့လေအိမ်အောင်ရသားကျသွားခဲ့ပြီဖေဖေလည်းကုံတယ်လောက်ကိုနားပြီးတရားဓမ္မမှာမွင့်လျော်နေခဲ့ပြီမိမိလည်းသမီးမိုက်ကိုမရှာတော့ရမက်နုံမှာစင်မနှင်းရင်ပေါ့အချိန်အားဖြင့်၄နှစ်တာကာလကိုရောက်ခဲ့ပါပြီဟဲ့စင်မထစမ်းပါဟဲ့ထဘာလဲဝင့်ဝါရဲ့ဝင့်ဝါသူလဲစင်မတို့လိုပဲဒီနုံနဲ့ကမထွက်နိုင်သူတူပါဟိုတနေ့နင်စည်းဝယ်မယ်ဆိုပြီးတော့ထွက်သွားပြီဘာလို့ကြောက်အားလန့်နဲ့ပြန်လာလဲဝင့်ဝါကလည်းသူများကိစ္စကိုအရန်ဆက်စုတာပဲယူကအဲ့လိုထင်တာပေါ့ကိုမတော်စင်မအောင်မြမရင်လို့ထင်ပြီးမေးရအောင်ဟုတ်ပါပြီဝင့်ဝါရဲ့ဇလဲစိတ်ညစ်နေလို့ပါစိတ်ညစ်တိုင်းအိတ်မနေနဲ့လေအိတ်ဆေးဘူးကလည်းခဏဝဲနေရတယ်အိတ်လိုက်ရင်စင်းဘဝလွတ်လပ်တယ်လို့ထင်မိလို့ပါအတိတ်စီကပြန်မထွက်နိုင်သေးရလားအတိတ်ကလှခဲ့တာ哦ဘယ်လိုလုပ်ယုံနိုင်မလဲမသိဘူးကွာခုထညနေပိုင်းဖျားသွားရအောင်ဒီနေ့မကြမ်းလည်းမရှိဘူးအော်လာလည်းလိုက်เสียရမလို့ရီတော့ရီရရင်တော့ဝဲပါစင်တော့ကကန်၅ပါးကိုတော့မလုံမဲဖျားရစ်ကိုသွားကြရမှာအဲ့ဒါကြီးတွေးမနေနဲ့အဝတ်စားလဲပြင်ဆင်ထားလိုက်ဝင်းဝါပြီးရနဲ့နားခေါ်မယ်အဲ့ရထက်မှာစင်မမိန်မောနေပါသေးတယ်ခေါင်းကြီးကမှအဲ့ရထပြီးပြင်ဆင်တယ်ကြာပြူပိုးသားဝမ်းဆန်းနဲ့စပင်းလေးကိုငါရုပ်ကြစ်ထားတယ်မျက်နှာထက်မှာလဲမိတ်ကပ်အနေငယ်သာချဲ့လေထားပါတယ်ဖျားမုတ်ကိုရောက်တာနဲ့ဖျားရဲ့မြတ်တာဓာတ်ကိုစင်မခံစားမိတယ်မုံဝအောက်ခြေမှာရှိရဲ့ပန်းတဲ့စီကနေနှင်းစီဖြူတစည်းကိုဝယ်လိုက်ပါတယ်ဖျားမှာနှင်းစီဖြူဖြူကိုကပ်ပြီးစင်မဘွားကိုလည်းဖြူစင်ခြင်းတယ်အစွန်းထင်းများတဲ့ပဝါစလိုဖြစ်နေခြင်းမှာကင်းဝေးပါစေလို့ဆုပန်မယ်ဖျားဘောကိုရောက်ပြီးမွေးနံတောင်ကိုရောက်ခါဖျားပူဇော်ပါတယ်ဖျားပူဇော်ကြတော့ပြီးဖျားပြန်စင်မို့ဖျားပရဝုတ်ကိုပြန်လေပတ်နေတယ်ကလေးငယ်တယောက်စင်မာတို့စီတိုးဝေပြေးလာပါတယ်လမ်းလျှောက်တက်ကစားအရွယ်ဖြစ်ပြီးကိုနီကိုဟန်ကိုကောင်းမွန်စွာမထိန်နိုင်ပဲလဲကြတော့မဲ့အီကိုစင်မာဝင်တာဖမ်းပွေးချလိုက်တယ်တားရီတာကလေးနောက်ကခေါ်တဲ့ကြောင့်ကလေးကိုပွင့်ကြည့်မိပါတယ်ကိုဇင်နှုတ်သားနန်စားတွေကိုအပြိုင်ရွတ်ကြတယ်ဇင်းရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေတယ်စင်မလည်းကိုမျက်ဝန်းတွေကိုပြန်ကြည့်နေမိတယ်ကိုရင်ထဲကဖြစ်တည်မှုစင်မရှားနေတယ်ကိုလည်းစင်မနေတူလားနေကောင်းတယ်တော့ကိုကျော်ပိုင်ဆိုင်ခွင့်မရှိတော့တဲ့နန်စားတစ်ခုကိုထက်မခေါ်မိဖို့စင်မထိန်းထားလိုက်မိတယ်စင်ရောကောင်းပါတယ်ကိုနာကိုခင်လေးဆွေရောက်လာတယ်စင်မပါလားကိုကြည့်ရင်မေးပါတယ်ကိုမျက်ဝန်းတွေကကယူနာမျက်ရည်ပြည့်နှက်နေကိုရဲ့စင်မကိုမတနာပါနဲ့ကိုရဲ့တနာမှုနဲ့စင်မဆိုတဲ့မိန်းကလေးကမတန်တော့ပါဘူးကလေးကိုခင်လေးစီလက်ထဲကိုပြန်အပ်ပြီးစင်မအဲ့ဒီနေရာကနေလှည့်ထွက်လာပါတယ်စင်မလက်ကိုလှမ်းဖမ်းတယ်ခေါင်းရမ်းပြီးစင်မကိုမသွားဖို့တားပါတယ်စင်မလည်းဝင်းဝါကိုအရင်ပြန်စီပြီးကိုနဲ့နှစ်ယောက်ထဲစကားပြောဖို့နေရာတစ်ခုကိုအတူလျှောက်လာကြတယ်ခင်လေးဆွေလည်းကလေးနဲ့အဝေးမှာရက်ချန်ခဲ့ပါတယ်ဇင်ကိုခေါ်တာတုံရင်နေတယ်ပြင်းနဲ့နေတဲ့ကယူနာမျက်ရည်တွေကလည်းမထိန်နိုင်မသိမ်းနိုင်ရိုင်ကျလာပါတယ်မငိုပါနဲ့လားကိုကျော်ရဲ့စင်းကိုလိုက်ရှာနေခဲ့တာကြပြီအခုလို့စင်းမွေးနေမှာတွေ့ရလိမ့်မယ်လို့မထင်မိခဲ့ဘူးမွေးနေဟုတ်သားဒီနေ့ကစင်မောက်မွေးနေပါလားတချိန်ကရွှေလောင်းအိမ်ရွှေပင်တွေနားမှာလောကဝေလောကရေတော့မသိရဲ့အယုခံစင်မရဲ့မွေးနေပေါ့စင်မမွေးနေကိုမိနေရအတော့ကြပါပြီအင်းပေါ့လေမေးနိုင်သူကမေးနိုင်ပြီပုံနိုင်သူကလည်းပုံနိုင်ခဲ့တာ哦တခါတလေကြတော့ကိုမပုံကျင်ပေးမယ်အမောင်ကကိုအလိုလို꿰ခဲ့ရတာမျိုးပါကိုကျော်စင့်စကားတွေကအရင်လိုမဟုတ်တော့ဘူးနော်ရှင်းကြလာပြီကိုရဲ့စင်မဟုတ်တော့ဘူးအချင်းဝင်ကြည့်လေကိုကျော်ရဲ့ဘဝတွေလည်းနာခဲ့ပူပြီးပါပြီရှင်တွေလည်းကြိုးခဲ့ပြီးပြီအခုဘယ်မှနေလဲလူချမ်းသာတွေရဲ့ငွေသုံးဖြုံးနိုင်တဲ့နေရာမှာပဲနေတယ်အဲ့ဘဝစင်မယုံထွက်နိုင်တော့ဘူးလားယုံထွက်တော့ဘဝဘာထူးအောင်မလဲကိုကောင်းကိုခါရမ်းကစင်မကိုအံ့ဩဆုံးရှုံးစွာကြည်နေပါတယ်ဒါတွေပဲမင်းနေအောင်မဲဆိုရင်စင်မပြန်တော့မယ်နေပါအောင်ကွာစင်မလက်ကိုလှမ်းဆွဲလိုက်ပါတယ်ပြောစရာတွေကြံနေလို့လားကိုကျော်မျက်ရည်ကိုတုပ်လိုက်ပါခီလေးမြင့်သွားရင်
ကိုကျော်တို့အိမ်တော်ကြီးထိခိုက်နေပါအောင်မယ်ခင်ကကိုတို့ကိုနားလဲပါတယ်စင်မကတော့ကိုကျော်တို့နဲ့မပတ်သက်ချင်တော့ဘူးစင်မသွားပေးရစီသွားပါစင်သွားပါကိုမစင်ကိုဖမ်းဆုပ်ဆွဲထားနိုင်စရာအကြောင်းတရားတွေမရှိတော့ပါဘူးတားကိုကူညီပေးတဲ့အတွက်ကျေးဇူးပါစင်စင်မနှုတ်ဆက်စကားမဆိုတော့ပဲထွက်လာပါတယ်စင်မကြားရအောင်အတန်ကုန်နဲ့អော်တယ်တားနဲ့မယ်ဟာကြော်စင်ကိုရှိမှထိန်ခဲ့မျက်ရည်တွေကိုကိုနောက်ွယ်မှာမိုးပေါက်ဆက်တဲ့ဖွဲခပါတော့တယ်အစာကိုမနာတဲ့ငိုလာတဲ့စင်မကိုဝင့်ဝါစောင့်လို့နေတယ်စင်မရဲ့ဘာလို့အဲ့လောက်ငိုနေရတာလဲဝင့်ဝါရင်ခွင်ထဲကိုစင်မမျက်နှာအပ်ပြီးချုံမဲချငိုပါတယ်အားရအောင်ငိုပြီးမှရင်ခွင်နဲ့မျက်နှာခွာတယ်စင်မကောင်းကိုစုံညီပုတ်ချကချော့မြူနေတဲ့ဝင့်ဝါလက်တွေလည်းစင်မပခုံးမော့အုပ်ကျသွားတယ်ကိုမေးတာကိုဖြေအောင်နေစင်မဝင့်ဝါရဲ့လောကကြီးကျင်းလိုက်တာနော်ဘာရီလဲကိုယူသိချရှင်းပြအောင်လေဒါမှကိုလည်းရုပ်ကိုကူညီနိုင်မှာပေါ့ဝင်းဝါရောစင်မဘွားဆက်ကိုအကြောင်းဆုံးပြောပြလိုက်တယ်စင်မကိုတိတ်ချစ်တာပဲဝင်းဝါရဲ့စင်မပြန်သွားကြလားစင်မပြန်သွားရင်ကိုတို့အိမ်တော်ကြီးပြက်စီလိမ့်မယ်စင်မဘွားပြက်ပြီးသားပါကိုတို့တော့ဘာဒုက္ခမှမပေးကြတော့ဒါဆိုတရားထွက်သွားရင်ယူဘဲကိုသွားမှလဲမသိဘူးရန်ကုန်နဲ့ဝင်းရတစ်ခုခုပေါ့ဒါဆိုယူပါလောက်စားမှလဲဒီအလုပ်ပဲဆက်လုပ်မလားမလုပ်ဘူးစင်မသိရင်တော့ဒီလောက်ကိုဆက်မလုပ်စားပရင်ပေါက်ကလောက်ငဲ့နေမိတယ်ငွေရောင်လားဆန်နာရဲ့ပုံမြင်တွေကိုငငယ်ကနားထောင်ဖြစ်ခဲ့တယ်လာတာညာရဲ့အလင်းဟာအိမ်မြချင်းရှိသလောက်နေမရဲ့အလင်းကတော့ပူလောင်ပါတယ်ဒါပေမဲ့နောက်ွယ်ညတွေမှာတော့အန်ရည်တွေပြည့်လူနေတယ်တချို့တော့ပူလောင်ခြင်းတွေကဘဝမှာလိုအပ်တယ်လို့အိမ်မြမှုတွေကလည်းလိုအပ်တဲ့လောက်သာလိုအပ်ပါတယ်အချိန်တွေရဲ့ကုံဆုံးခြင်းကိုစင်မစောင့်ဆိုင်နေခဲ့တယ်ရမက်နွားလွတ်တော့မယ်ဘဝရဲ့တစေချိုးတစ်ခုကြော်လွန်တော့မယ်အဲ့ဒီအတွက်ကြောင့်စင်မအိမ်ကိုတစ်ခါပြန်သွားကြည့်ခြင်းတယ်ဖေဖေကိုလည်းနှုတ်ဆက်ခြင်းတယ်မမေကိုလည်းနှုတ်ဆက်ခြင်းတယ်အဲ့ဒီအယမ်းမရှိရဲ့သက်ဆိုင်ခဲ့သူကိုလည်းနှုတ်ဆက်ခြင်းပါသေးတယ်ဒါပေမဲ့ဘဝစင်မဖြစ်ခြင်းခဲ့တယ်လို့ဖြစ်လာရခြင်းမျိုးမဟုတ်ခဲ့စင်မညီးတကယ်ဒီကထွက်သွားတော့မလားဟဲ့တကယ်သွားတော့မှာပေါ့မက်ကျန်ရဲ့ဒိုးဘဝဒါမလို့တော့လူများမြင်မှာတင့်တယ်မယ်ထင်ပါလားဘာပဲဖြစ်ဖြစ်ပါစင်မဒီညနဲ့တွေကိုမဖြတ်တန်းကျင်တော့နေရောင်ကွယ်ပြီးလာရောင်နဲ့အေးချမ်းတဲ့ညတွေမှာစင်မနှိမ့်ချိုက်စွာအိတ်ချင်သေးတယ်ဒိုးဘဝညမှာရှင်တန်ရရဲ့ဘဝလေးဟိုအေးစင်မညီမနေခြင်းတော့ရင်သွားပါဒါပေမဲ့မကျန်းကိုတခုခုညီပေးပါအောင်ဘာလဲမကျန်းစင်မနဲ့ဝင်းဝါတော့ပါတီတစ်ခုကခေါ်ထားတယ်3 ရက်လောက်တော့ကြာမယ်တဲ့အဲ့ဒါစင်မဝင်းဝါကိုလှမ်းကြည့်တယ်လက်ခံမို့ခေါင်းငိမ့်ပြပါတယ်မကျန်းကစင်မတို့ပေါ်ဂယူးဆိုင်ခဲ့ပေါင်းလေများပါတယ်စီးပွားရေးတစ်ခုအနေနဲ့လုပ်နေရပါမယ်စင်မတို့လိုပဲဘဝအဖြစ်ဆိုးပြီးတော့ရောက်ခဲ့ရတယ်မျိုးစစ်တန်တွေကွဲထွက်မတတ်စူညံနေတဲ့အခန်းတွင်စင်မတို့ဝင်လာတယ်စင်မတို့အဲ့လိုမကျန်းကြောင့်သာရောက်ခဲ့ရပါမယ်ဘာလို့ရမယ်ဘာအတွက်လဲဆိုတာစင်မကောင်းကောင်းသိတယ်ဟေးချတဲ့လာကြပြီလားစင်မနဲ့ဝင်းဝါတို့ကြားကနေဝင်ပြီးတော့ဖတ်ပါတယ်စင်မနဲ့ဝင်းဝါတို့ပါကိုလေတလဲစီနှမ်းတယ်အဲ့ဒီနေရာကိုရှောက်လာပြီးဝင်းဝါကိုတောင်တွင်းမှာထိုင်နေသူဘက်ကိုတွန်းပို့လိုက်တယ်စင်မကိုတော့ခေါ်လာသူကပင်ဆွဲပွေကသူ့ပေါင်ပေါ်မှာထိုင်စေပါတယ်ချတဲ့မင်းတို့ကဥရုနဲ့နေရမှာနော်အင်းမဦးရဲ့ဒါဆိုဥကိုတေချာပြုစုမှာလားအင်းပေါ့ပြီးမှတော့ပြီတွားလူစိုးမလုံနဲ့စကားတွေကိုပြီးပြတ်စွာမပြောတော့ပဲစင်မပါပေါ်အနမ်းမိုးစရွာတယ်အဲရနေစင်မငုံဖူးလွှာပေါ်ထက်မှန်ကြရောက်ပြန်တယ်စင်မလည်း2 နှစ်မြို့ပေမဲ့လည်းမမောစွာတုံ့ပြန်မိတယ်ဒီရေရင်ကျော်မှာစင်မမမျောချင်ပဲမျောရပြန်ပြီပေရာဟာကြာချွေရမှန်းသိတော့ဘဝရွေးချယ်မှုကလွဲခဲ့ပြီငန့်ငယ်ဟာနေဝင်မှနေထွက်ပြီးမြစ်တာရဲ့ရင်ဝင်တစ်ခုမှသာတက်ဆင်းကြတယ်အိမ်ပြန်လန်းကိုငေးတတ်တဲ့ကလေးငယ်ဟာအမေအလာကြီးကိုဘယ်ချိန်မသိပေမဲ့မျှော်နေသေးပါ
ခြုံလွှာဘာဘာမျှသာနှွမ်းခြုံထားရတယ်မြမအမျိုးသမီးတို့ရဲ့အဆက်သိက္ခာတို့ကလည်းစင်မမှမရှိခဲ့တော့ခြားတိတ်နိုးရီလားခြုံလွှာကြားကိုလက်ဝါးချမ်းနေရတိုးဝင်လာတယ်ပြောင်းပြောင်းမြောင်ချီထားတယ်ကျိုးစာကိုခဝဖေချခဲ့ရပါတယ်မနဲ့အစိုးရကွာမကဲနဲ့လေကဲရမှာပေါ့ညနေဆိုခြားတိတ်တို့ကပြတ်မိလေအဲ့ကြရင်ဦးကရင်ခွဲပြီးကြံခဲ့ရမှာပို့ပြီးတော့ပို့ကဲလာကွာအချိန်ရှိတော့လေအဖြူရောင်မှုရထက်ကိုနှွင့်စင်ကျသွားပါတယ်အဖြူရောင်တို့ကအစွန်းထင်းထင်လွယ်တယ်စင်မအဖြူကိုမုန်းလာပြီကိုဘဝကလည်းအဖြူရောင်ဖြစ်ခဲ့ဘူးတယ်အေးချမ်းတဲ့အရက်တစ်ခုစင်မရောက်ရှိခဲ့တယ်အဲဒီနေရာမှာစင်မကိုဘယ်သူပဲဝမှလည်းမသိကြပါတာမန်မိန်းကလေးတဦးဖြစ်တာသိရှိထားတယ်မျိုးနဲ့အလံဝေးပြီးအယိုးခံဘဝတွေသာရှိကြတယ်စင်မနေတဲ့အိမ်ငယ်ကဘဝတစ်လျှောက်နေခဲ့ရဖို့တဲ့အုတ်နေရနေဝိုင်းကာထားတဲ့တိုက်ငယ်မျိုးမဟုတ်ပါဘူးဝါထရံကားတဲ့ခြေရရှိအိမ်ငယ်လေးပါအိမ်ရှိမှာစိုက်ခင်းလေးရှိတယ်စားရေးတောက်ရေးအတွက်ပူပင်မှုမရှိပါအိမ်အနောက်မှာမြူမိုင်းနေတဲ့တောင်တွေလည်းဝင်းရံနေကြပါတယ်နေဝင်မှနေထွက်အထိအေးချမ်းနေပြီးနေအောင်ကြီးငွေ့ငွေ့သာရှိတယ်အိမ်ရှိကနေမလန်မကန်းမြင်ရတဲ့တောင်ထိပ်ဘဝဈေးငယ်မှာဘုန်းကြီးကျောင်းရှိပါတယ်အဲရနေမနဲ့အာယုံတက်ချိန်တိုင်းတရားသမားတွေကိုနားဆင်ရတယ်ဒီဘဝကိုစင်မသဘောကျပါတယ်အတိတ်ကိုလည်းနှုတ်ချနိုင်ခဲ့သလိုအနာဂတ်ကိုလည်းမမှန်းဆပဲနေနိုင်ခဲ့ပြီစိုက်ခင်းနဲ့ပြိုးပင်ပေါင်းပင်နဲ့ရှင်းလင်းနေတယ်မြေဆိုင်ဖွားမှစိုးထိုင်းတဲ့အငွေ့သက်တွေကိုခံစားရတယ်အဲဒီခံစားမှုစင်မနှစ်သက်နေပါတယ်သမီးခေါ်တန်ကြောင့်စင်မလှုပ်ရှားမှုတွေရပ်တန့်သွားတယ်အဲဒီတန်ကိုစင်မနားထဲမှာဆွဲမဲ့နေပြီးသားအတန်ဖြစ်ပါတယ်သမီးအမေသမီးလေမြန်ဝန်းထဲမှာမျက်ရည်စားတွေပြည့်နှက်နေတယ်မေမေရှိရကိုပြေးဝင်ထွေးပိုက်ပါတယ်သမီးရဲ့ပိန်သွားလိုက်တာမေမေကိုပြစ်ထားနိုင်တယ်နော်မေမေကိုသမီးပြစ်ထားခဲ့ရမဟုတ်ပါဘူးမေမေရဲ့နှစ်ဦးစလုံးမျက်ရည်တွေသွန်းနေပါတယ်အနောက်မှာရက်နေတဲ့ကိုကျော်နဲ့ဖေကိုစင်မမေ့ရော့နေတယ်မေမေတို့ဘာလာလုပ်ကြရလဲသမီးကိုပြန်လာခေါ်ကြတာပေါ့ဟမ်သမီးမလိုက်ဘူးဘာဖြစ်လို့လဲသမီးရဲ့လူပွေလူရှုံလူရုံမာတွေတောလို့ထူတဲ့မျိုးပြကြီးတွေမှာသမီးမနေချင်တော့ဘူးသမီးခုအေးချမ်းနေပါပြီအိုးကွယ်မေမေသမီးလေးရဲ့မေမေမျက်လုံးမှာငိုလွန်းတဲ့အတွက်မျက်လုံးအိမ်တွင်သွေးကြောတွေနှီးရဲလို့နေပါတယ်မေမေပြန်มาတော့နော်မေမေသမီးဖြစ်တဲ့ရိုးသားပြီးပွင့်လင်းဖြူစင်လုံးနဲ့စင်မားဆိုတာလွန်ခဲ့တဲ့4နှစ်ကျော်လောက်ကပဲသေဆုံးပျောက်ကွယ်ခဲ့ပါပြီအခုမေမေမြင်နေရတဲ့စင်မာယောက်ျားတကောင်ညမောင်လာထွက်ချိန်မှာပျော်တော့ဆက်ရတဲ့ညငှက်စင်မာပါစင်မာအတန်ကိုသိမ်းပြီးပြောပေမဲ့လည်းရှင်ထဲမှာတော့ပြိုပြက်လို့နေပါပြီကိုကျော်နာကိုတိုးလာပြီးစင်မလက်ကိုဆွဲကင်လိုက်တယ်စင်မာချက်ချင်းပဲကိုကျော်လက်ကိုဖြုတ်ပြီးနောက်ကိုဆုပ်လိုက်တယ်စင်ရဲ့အိမ်ပြန်လိုက်ခဲ့ပါနော်ကိုကျော်ရဲ့စင်မကိုအေးချမ်းနေရမမြင်ချင်လို့လားမဟုတ်ပါဘူးကွာအန်တီကမင်းကိုနေတိုင်းမျှော်နေခဲ့ရတာနေအခုတော့ဦးလေးနဲ့ကိုတို့တိုင်ပင်ပြီးတော့အန်တီကိုစင်မကြောင်ဖွင့်ခဲ့ကြတာစင်မတရင်ကြားချင်းပါပဲစင်မစီကိုသွားမယ်ပြောတာနဲ့ကိုတို့လိုက်လာခဲ့တာပါစင်မကိုလည်းအေးချမ်းစေခြင်းတယ်လို့အန်တီရင်ထဲကအနှစ်နှစ်လာသမီးပြောင်းနေတဲ့အဖို့လည်းငြိမ်းစေခြင်းတယ်ပျောက်တော်သူရှာရင်တွေ့တေတော်သူကြာရင်မေးတဲ့စင်မဘွားတေပြီးခဲ့ပါပြီသမီးရဲ့မေမေရင်ထဲကိုပြန်လာခဲ့ပါတော့နော်မေသမီးထိုင်းတဲ့သမီးကံမို့မေမငိုပါနဲ့တော့သမီးမေမေတို့ခေါ်တဲ့ကိုမျက်ွယ်ပြုတ်ပြီးအိမ်ထဲကိုစင်မဝင်လိုက်တယ်မေမေရင်ကအပူမီးကိုစင်မသိပါတယ်ဒါပေမဲ့မြို့ပြကိုပြန်ရောက်ရင်စင်မကိုမှတ်မိနိုင်တဲ့သူတွေအများကြီးရှိတယ်အဲဒီခါမေမေတို့ဖေတို့အဆက်ကိုထက်သက်တယ်လို့ဖြစ်မိပါမယ်မေမေရဲ့သမီးမိုက်ကိုမေးလိုက်ပါတော့စင်ရဲ့လာပါအောင်ကွာဒီမှာအန်တီလဲကျသွားလို့ငိုနေနဲ့အိမ်ပေါ်ကပြန်ပြေးဆင်းသွားတယ်စိုက်ခင်းထဲမှာရှိရဲ့ကိုယ့်ရဲ့ရင်ထဲမှာမေမေခွေလဲလို့နေပါတယ်ဖေကအနားမှာမတ်တက်ရက်မြန်ရက်နေတယ်လော်ကီရေကိုစွန့်ဖို့စူးစမ်းသူပြ
ဖေဖေမျက်နှာမှာခံစားချက်တွေမှဲ့နေတယ်လာအိမ်မော်တင်ကြရအောင်မေမေကိုအိမ်မော်မှာတင်ပြီးဇင်မအတွေးကိုနဲ့ဖေဖေကိုပြောပြတယ်အိမ်နောက်စားတဆောင်ရေးပြီးမေမေကိုပေးဖို့ကို့ထံကိုအနံခဲ့ပါတယ်မေမေသမီးစင်မှာနှုတ်ဆက်ကြောလိုက်ပါတယ်မေမေတို့နဲ့ပြန်မလိုက်နိုင်တဲ့အတွက်သမီးကိုခွင့်လွှတ်ပါသမီးမေမေတို့ရဲ့အဆက်တွေအသက်တွေကိုတစ်ချိန်တက်ခဲ့ပြီးပြီအခုနောက်ထပ်တစ်ခါမတက်ပြရစေနဲ့သမီးလည်းဒီလောကီဝိကလွတ်အောင်လို့ကြိုးစားပါတော့မယ်မေမေလည်းသမီးကိုစွန့်ပြီးဘဝရဲ့အေးချမ်းရာအစ်စ်ကိုရှာပါတော့သမီးမိုက်စင်မာအဲဒီစာကိုဖတ်နေခြင်းဟာမေမေတို့စင်မာနဲ့ဝေးတဲ့အိမ်ပြန်လမ်းထက်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ပရိသတ်များရှင်ပရိသတ်များအတွက်အခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူခွန်းသာချိုရေးသားထားတဲ့ညာငယ်ဆိုတဲ့ဇလန်ရဲ့စာဆုံးကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။နောက်နေ့မှလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ channel တင်ဆက်မှုတွေကိုစောင့်မျှော်ပြီးတော့နားဆင်ပေးပါအောင်ရှင်။